ဆိုကျွန်တော်က2016ခုနှစ်မှာစပြီးတော့မှအဆိုတော်ဖြစ်လာပါတယ် X Factor ဆိုတဲ့ပြိုင်ပွဲကိုပြိုင်ခဲ့ပြီးတော့မှပေါ့လေအဲ့တော့ကျွန်တော်ကအသက်19နှစ်ပဲရှိသေးတယ်စဉ်းစားကြည့်နော်အသက်19နှစ်ငယ်လေးရှိသေးတယ်အဲ့အချိန်မှာဘာဖြစ်နေပြီလဲအဆိုပြိုင်ပွဲရဲ့ဝင်နာပြောမယ်ဆိုရင်အနိုင်ရရှိတော်သူပြီးတော့ရှင်အဲ့အချိန်မှာလုံးဝလူတွေကအားလုံးကကျွန်တော်အရင်အားကြတယ်အသက်ငယ်လေးပဲအတန်းလည်းအရင်ကောင်းတယ်ရုပ်ကလည်းချောနေရောပဲကျွန်တော်ဟာတာပြောလိုက်တာလားကျွန်တော်နည်းနည်းချောခိုင်းလိုက်ပါဆိုတော့အဲ့အချိန်မှာကျွန်တော်ကနာမည်အရင်ကြီးနေပြီလေဘယ်သွားလူတွေကသိကြပြီလေမိသားစုတွေမှာလည်းအရင်မျက်နှာသာရတယ်လေအဲ့တုန်းကထွန်းအောင်စင်းကကိုဘယ်လိုပဲတွေးလဲသိလားငါကကဘာပေါ်မှာအကောင်းဆုံးဆိုတော့ပဲJustin Bieber တော့ငါလုံးမကောင်းကျွန်တော်တကယ်လို့တွေ့တာထွန်းအောင်စင်းလာပြီဆိုရင်ဟိုးတမိုင်လောက်ကလေးမြင်ရတယ်ဘာကြောင့်လဲလို့ပြောရင်ကျွန်တော်ကြောလမ်းလျှောက်လို့ဘယ်တော့အေးစေးတလောကလုံးဘယ်သူမှမမြင်အောက်ကတော့မကြည့်ခလို့လည်းခဏတိုက်တယ်တကယ်ကိုမောက်မာခဲ့ပါတယ်ပြောရင်တော့ယုံမယ်မထင်ဘူးဒါပေမဲ့အခုဒီခမ်းမထဲမှာကျွန်တော်ဘယ်လောက်ထိမောက်မာတယ်လဲဆိုတဲ့အရာကိုနဖူးတွေ့ခဲ့တဲ့သူရှိတယ်အဲ့ဒါဘာလို့လဲသိလားဆီယမဆူဇန်နာမင်းဖြစ်တယ်ကျွန်တော်2016ဒီဇင်ဘာလမှာကျွန်တော်ဆုရတယ်အဆိုတော်ဖြစ်လာတယ်ဗောလေစဉ်းစားကြည့်အဲ့ဒီဒီဇင်ဘာလမှာကျွန်တော်ဘယ်လောက်ထိတောင်မှနာမည်ကြီးနေမလဲဟာ online တွေမှာကျွန်တော်အကြောင်းနေပဲနော် TV တွေမှာကျွန်တော်အကြောင်းနေပဲဟာကြည့်လိုက်ပြီဆိုရင်ကျွန်တော်ကအရင်နာမည်ကြီးလူတွေကလည်းတွားလိုက်ပြီဆိုတော့ねလာမနှုတ်ဆက်ဘူးဆိုရင်တော့မှဟာကြည့်နေဟာဟိုတယောက်လေးအရင်ချောတယ်အတန်လည်းအရင်ကောင်းတယ်ဟာဆိုတော့ထွန်းအောင်စင်ပေါ့လေဆိုအဲ့ဒီရဲ့လမှာပဲအဲ့ဒီဒီဇင်ဘာလမှာပဲ The City ကနေပြီးတော့ The City ရန်ကုန်ကအဲ့ချိန်မှာကျွန်တော်ယုံကြည်သူမဟုတ်ကျွန်တော်ကခြားသောဘာသာဝင်အနေနဲ့ကျွန်တော်မွေးဖွားလာသူဖြစ်တယ်ခြားသောဘာသာကိုကျွန်တော်ယုံကြည်သက်ဝင်နေသူဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ကဖြစ်ချင်တော့ရန်ကုန်မှာရှိတဲ့ Junction Square ကိုကျွန်တော်ကအဲ့လိုဈေးဝယ်ထွက်တာဗောလေသွားပြီဆိုတော့တည်ရမလားအဆိုတော်လေးနော်လုံးဝအလန်းကိုအဲ့လိုထင်တာဗောလေအကောင်းဆုံးဝတ်သွားတယ် shopping ထွက်ရင်လူတွေကဟိုကြည့်ဈေးဝယ်ပြီဆိုလို့ရှိရင်လည်းလုံးဝဈေးကြီးဆုံးဟာတွေပဲကြည့်ဈေးရမ်းများတယ်ဒါမှမပြောမကြိုက်ဘူးဆိုအဲ့ဒီလိုမျိုးဈေးသွားဝယ်တဲ့အချိန်မှာကျွန်တော်ဘယ်သူနဲ့တွေ့လဲလို့ပြောပြီးဆိုရင်ဆီယမခရစ်စတီနာသိပါတယ်နော်ဆီယမခရစ်စတီနာကျွန်တော်တို့အခု The City မြစ်ကြီးနားကိုတင်းဦးအနေနဲ့ဦးဆောင်နေတဲ့ဆီယမဖြစ်တယ်ဆိုတော့သူနဲ့ကကျွန်တော်နဲ့ပြန်ခွဲတူပဲဆိုတော့သူနဲ့အရင်ရင်းနေတယ်သူကအဲ့အချိန်မှာ The City မှာစပြီးပါဝင်နေပြီဆီယမတို့ရဲ့ပြုစုခြင်းကိုခံယူနေရပြီအဲ့ချိန်မှာသူစံစာကြောင်းတွေတက်နေပြီဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကအဲ့ဒီ Justice Square ကိုရောက်သွားတဲ့ခါကျတော့ဆီယမခရစ်စတီနာနဲ့တွေ့တဲ့အချိန်မှာသူကတငယ်ချင်းတွေဆိုအေးတငယ်ချင်းတွေဘာဖြစ်တယ်ညာဖြစ်တယ်ဗောလေပြောရင်းနဲ့သူကဘာပြောလဲဆိုအေးဒီနေ့တဲ့ဒီမှာတဲ့ငါတို့ခရစ်စမတ်ပွဲလုပ်နေတာခဏလာခဲ့ပါလားတဲ့ငါနဲ့ငါဆီယမနဲ့မိတ်ဆက်ပေးမယ်တဲ့အဲ့ဒါကျွန်တော်စဉ်းစားအော်ဆီယမဘာတူလဲဗောလေငါပြိတ္တလာဗောဟိုတော့ပေးရမှာဗောလေတငယ်ချင်းကလည်းတောင်းဆိုတယ်ဆိုတော့အဲ့ဒါကျွန်တော်ရောက်သွားတယ်အဲ့ဒီရဲ့ကျွန်တော်တို့ဒီ promotion area မှာဒီလိုပဲခုံနေခင်းပြီးတော့မှပြင်ဆင်နေကြတဲ့အချိန်ပေါ့လေအဲ့ဒါကျွန်တော်အနားလေးမှာအဲ့လိုခုံလွတ်နားလေးမှာကျွန်တော်ထိုင်ပြီးစောင့်နေတဲ့အချိန်မှာကျွန်တော်ကြောပုတ်ကြီးလေးရှိတယ်ကျွန်တော်ထိုင်ပြီးတော့မှကျွန်တော်စောင့်နေတယ်စောင့်နေတဲ့အချိန်မှာအနာကိုခဏနေကြတော့အမည်မသိအန်ဒီလေးတယောက်ဘေးနောက်ရောက်လာတယ်အဲ့ဘာတူလဲဆိုရှင်ဆီယမဆူဇန်နာမျိုးဖြစ်တယ်အဲ့ချိန်ကကျွန်တော်အဲ့လိုပဲမြင်တာဟုတ်အဲ့ချိန်မှာရောက်လာပြီးသွားတဲ့ခါကျတော့ကျွန်တော်စီရောက်လာတယ်ဆီယမရဲ့နော်ပုံမှန်ကျွန်တော်တို့ပြောနေကြအတိုင်းပဲလူတိုင်းကိုမေတ္တာပြပြီးပြောတာပေါ့လေအဲ့ချိန်မှာကျွန်တော်အဲ့မှာဆီယမကိုကျွန်တော်ကြည့်ဆီယမမှလည်းကျွန်တော်မသိဘူးဘယ်သူမှလည်းမသိဘူးခုနခရစ်စတီနာလည်းဘယ်ရောက်သွားလဲမသိဘူးအဲ့ဒါရောက်လာတဲ့ခါကျတော့သူကနေပြီးမှတားရီအဆင်ပြေလားဆိုကျွန်တော်ကြည့်တယ်ကျွန်တော်ဘာမှမပြောအဲ့ဒါပြီးသွားတဲ့ခါကျတော့ဘာပြောလဲဆိုရှင်တခုခုလိုအဲ့လိုရှင်ဂျေဇုပြုရေးကျမကိုပြောနော်ဆိုအဲ့ဒါကျွန်တော်သူ့ကိုကြည့်တယ်ကျွန်တော်စကားကမှပြန်ပြောခဲ့ဘူးအဲ့ဒီအရာကိုကျွန်တော်လုံးဝမမှတ်မိဘူးခင်ဗျာအဲ့ဒါကိုဘယ်သူမှတ်မိတယ်လဲလို့ပြောပြီးဆိုလို့ရင်ဆီယမဆူဇန်နာမင်းမှတ်မိတယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်ကိုဘယ်အချိန်မှပြောပြတယ်လဲလို့ပြောပြီးဆိုကျွန်တော်ပြောင်းလဲသွားပြီးလို့ဘ
ះเจ้าမှာပါဝင်ပြီးတော့မှဆရာမရဲ့ပြုစုခြင်းကိုခံယူပြီးတစ်နှစ်နှစ်နှစ်လောက်ကြာတဲ့ခါကျတော့မှသားရည်တိလာအဲ့တုန်းကသားမမီကိုအဲ့လိုလေးလှုပ်သွားတယ်ဆိုပြီးပြောတဲ့ခါကျမှဖះသခင်ရှင်းလိုက်တာအဲ့အချိန်ဝင်တာပြန်သွားမယ်ဆိုရင်ကျွန်တော်ကိုလေးနေရင်းနေကြီးပဲအုပ်လိုက်ချင်တယ်လို့နော်အဲ့လောက်တော့မှကျွန်တော်အဲ့လောက်ကိုမောက်မာခဲ့တဲ့သူဖြစ်ပါတယ်ဆိုဒါပေမဲ့ဆရာမကကျွန်တော်ကိုလုံးဝအဲ့ဒီရနဲ့ပတ်သက်ပြီးမချီနှောင်ထားဘူးခွင့်လွတ်ပေးတဲ့အရာကိုကျွန်တော်ခံစားရတဲ့အချိန်မှာဘုရားရဲ့မြတ်တာကိုခံစားရတယ်ခုလိုမျိုးအကောင်းဆုံးသောဝိညာဉ်ရမိခင်ကိုရထားလို့ဘုရားယေရှုတော်ကိုချီးမွမ်းတယ်ဘုရားနာရဲ့အသုံးပြုပါစေဆိုအဲ့လိုမောက်မာတဲ့အရာအဲ့ဒါ intro ပဲရှိသေးတယ်အစလေးပဲရှိသေးတယ်ဆိုတကယ်ကိုပြောမယ်ဆိုရင်ပြောလို့တော့ကုန်မှာမဟုတ်ဘူးဆိုကိုပဲချီးမြှောက်နေတာငါလှုပ်လို့ငါတော်လို့ငါငယ်ပြီမဲ့လေငါကျွမ်းတယ်ငါတော်တယ်အတန်ကောင်းတယ်အကုန်လုံးစုံနိုင်တယ်အကုန်လုံးကလည်းသိတယ်အကုန်လုံးကချစ်တယ်ဒါပေမဲ့အဲ့အရာကဘယ်တော့မှမခံဘူး2016ဆုရပြီးတော့2019ခုနှစ်ကျွန်တော်ဘဝကိုပျော်ကြီးဖြတ်တန်းတာပျော်ကြီးရန်ကုန်ကိုပြောင်းလာရတယ်ဘာဆွေမျိုးမှမရှိဘူးတယောက်တည်းနေတယ်အခန်းအကြီးပဲငားထားတယ်ငါပြီးတော့မှတယောက်တည်းနေတယ်တငယ်ချင်းတွေခေါ်တင်ထားတယ်လာကြနေတိုင်းသူတို့ကိုအရောက်သွားတယ်ကျွန်တော်အဲ့ခံတာလာဘာတောက်ချင်လဲလားအိမ်မှာတောက်တော့မတောက်ဆိုင်သွားတောက်ကလပ်တော့လိုက်ဖို့ကျွန်တော်ကိုယ်တိုင်ဥဆောင်တာကျွန်တော်ဖြက်စီးလို့ပြတ်သွားသူမှအများကြီးပဲအခုမှပိတ်သိကြည့်ရမှာမဟုတ်လားအဲ့ကလေးကလူတွေကပြောင်းလဲနေကြပြီကျွန်တော်ကျွန်တော်နေတိုင်းအဲ့လိုမျိုးဘဝကိုပျော်ကြီးဖြတ်တန်းတာကျွန်တော်ဘဝအတွက်တကယ်ကိုပျော်စီမဲ့အရာတွေအကုန်လုံးကိုလုပ်တယ်တက်တာစီမဲ့အရာတွေအကုန်လုံးကိုလုပ်တယ်ညတိုင်းအရက်တော့ပျော်ပါသွားလာမူရစေဝါတွေလုံးမျိုးစုံလုပ်တယ်အကုန်လုံးရဲ့အရာသာကျွန်တော်သိတယ်ကြိုက်လားကြိုက်တယ်အဲ့ဒီຢာတွေထဲမှာနစ်မွန်းလာခဲ့ပြီးတော့2019ခုနှစ်တစ်နှစ်လုံးပျော်ပါလိုက်တဲ့အပျော်ဟာ2018ခုနှစ်ကိုလည်းရောက်ရောကျွန်တော်ရဲ့ကောင်းဘေးဆိုတဲ့အတန်ခုနကတော့ငါပြောတဲ့ Justin Bieber ထက်တောင်ကောင်းတယ်ဆိုတဲ့အတန်ဟာစပြီးပျက်စီးလာတယ်ကျွန်တော်ဆိုနေကြတဲ့ချင်းတွေကျွန်တော်မဆိုနိုင်တော့ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်မူရစီဝါကိုအလွန်ကျွံသုံးဆွဲလာတယ်နေ့တိုင်းမှာရက်သေးစားတွေတောင်းနေတယ်ပြီးတော့နီလန်းမမှန်ကန်စွာနဲ့ကျွန်တော်တချင်းကိုဆိုတဲ့အချိန်မှာကျွန်တော်အတန်ကလုံးဝတချင်းဆိုလို့မရတဲ့အနေအထားထိဖြစ်လာတယ်အဲ့ဒါကိုကျွန်တော်စပြီးတတိထားမိအချိန်မှာကျွန်တော်ကုသဖို့အတွက်ပြင်ဆင်တယ်နီလန်းပေါင်းဆိုရင်ကျွန်တော်ကုသဖို့ပြင်ဆင်တယ်ဆေးဝါးပေါင်းဆိုရင်ကျွန်တော်ကုသဖို့ပြင်ဆင်တယ်ဒါပေမဲ့ကျွန်တော်အတန်ပြန်မကောင်းလားကျွန်တော်မှတ်မိသေးတယ်ကျွန်တော်အဖြစ်ပြက်လေးတစ်ခုပေါ့ခုနကတော့ Junction Square ပဲ Junction Square နဲ့ကျွန်တော်နဲ့အမှတ်တရအရင်များတယ်အဲ့ဒီ Junction Square အရှိမှရှိတယ်ခုနကတော့နေရာမှာခုန indoor မှာအခုကျတော့အဲ့ဒီ outdoor မှာလုပ်တဲ့ပွဲတစ်ပွဲကိုကျွန်တော်သွားဆိုရတယ်အဲ့လိုပဲလူတွေအများကြီးပဲဒီလိုပဲလူတွေအများကြီးထိုင်နေကြတယ်ရှိနေကြတယ်ပြီးတခြားဆိုတော်ကြီးလည်းရှိကြတယ်သူတို့လည်းဖြိုပြကြအောက်ကလူတွေလည်းပျော်ကြပါလိမ့်အဲ့ကျွန်တော်လည်းတက်ရောကျွန်တော်ကိုကြည့်ချင်လို့အဝေးကနေလာပြီးအားပေးတဲ့အဖွဲတစ်ဖွဲရှိတယ်ဆိုတော့သူတို့လည်းများကျွန်တော်အရန်ပြောတယ်ဒီနေ့မှာတော့တချင်းစုံမယ်ပေါ့လေတကယ်တော့အဲ့နေ့ညမှာလည်းကျွန်တော်တကယ်ကိုတောင်းချမ်းထားတာညကနည်းနည်းတော့အရက်နာကြပြီးတော့မှကျွန်တော်စင်ပေါ်ရောက်လာတော့ဗောလေရောက်လာပြီးတော့မှကျွန်တော်အကောင်းဆုံးဖြိုပြဖို့အတွက်ကျွန်တော်ပထမဦးဆုံးတစ်ပုတ်ကိုဖြိုပြတယ်ကျွန်တော်အတန်လုံးဝတချင်းဆိုလို့မရတချင်းစားကနေပြီးတော့မှအဆုံးအထိအတန်ဟာနာလိုက်တဲ့အရာကအတန်ကဘလို့ရှင်းပြမယ်မသိဘူးခွေးအားလှင်းနေတယ်လို့ပဲဆိုအဲ့ဒီလိုမျိုးအတန်မျိုးနဲ့ဆိုရတာနောက်ဆုံးပြီးသွားချင်မှဘယ်သူမှလက်ခုမတီးနိုင်ဘူးအဲ့ချင်းလဲရောက်ရောခုနကတော့ကျွန်တော်ကိုလာအားပေးတယ်ဆိုတော့အဲ့ဒီအဖွဲမှာရှိတဲ့သူတွေရဲ့မျက်လုံးသူတို့မျက်စိကျွန်တော်ကိုကြည့်တဲ့အကြည့်တွေပြောင်းသွားပြီအရင်ကတော့ကျွန်တော်ကိုကြည့်တဲ့ပုံစံဟာထောင်းစင်တော်လိုက်တာအတန်ငယ်လေးနဲ့အတန်လေးကောင်းလိုက်တာငယ်လေးနဲ့စူရထားတယ်အားချစရာကောင်းလိုက်တာဒါပေမဲ့အခုကျတော့ကျွန်တော်အဲ့ဒီတပုတ်လဲဆူပြီးတော့ကျွန်တော်သူတို့ကြည့်လိုက်တဲ့အချိန်မှာသူတို့ရဲ့အကြည့်တွေကဘယ်လိုဖြစ်နေဆိုဒါလားထောင်းစင်ဒါလားအဆူတော့ဒါလားအဆူရထားတဲ့သူအဲ့ဒါကိုကျွန်တော်မြင်သွားချင်မှကျွန်တော်တို့ကြောက်တော့ကျွန်တော်တော်တော်လေးကိုလန့်သွားတယ်အဲ့ဒါငါဒုတိယတစ်ပုတ်ကတော့ငါအကောင်းဆုံးဖြောပြဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်စုံမဲ့တခြင်းကိုချက်ချင်းပြောင်းတယ်ကျွန်တော်အပိုင်နိုင်ဆုံးတခြင်းဘယ်အချိန်မဲ့ဆူနိုင်တဲ့တခြင်းအဲ့ဒီတခြင်းကိုဆိုပြီးဆိုချင်းကြားတဲ့သူတိုင်းကြိုက်တယ်လို့ကျွန်တော်ယုံထားတဲ့တခြင်းတစ်ပုတ်ကိုကျွန်တော်ရွေးတယ်ရွေးပြီးတော့မှကျွန်တော်အဲ့တခြင်းကိုဆိုဖို့တော့ပြင်ဆင်တယ်အဲ့ဒါ intro တီးလုံးဝလာနေပြီကျွန်တော်အပြည့်အဝကျွန်တော်လုံးဝအစွမ်းကုန်စိုးမယ်ဆိုပြီးတော့မှကျွန်တော်ပထမဦးဆုံး verse တစ်ပိုက်ကိုဆိုဖို့အတွက်အားရပါရလေရှူလိုက်တာကျွန်တော်ပါဇက်တွေကိုချင်းဝင်သွားတယ်အဲ့ဒါကျွန်တော်ချောင်းအကျိထားဆိုပြီးတော့မှအဲ့ဒီတခြင်းလဲဘဝမှာပြန်မဆိုခြင်းလောက်အောင်ကျွန်တော်တကယ်ကိုဒဏ်ရာရတယ်
စဉ်းစားကြည့်ပါအကောင်းဆုံးဖြစ်လာအောင်ကျွန်တော်ကယ်တင်လိုက်တဲ့ကျွန်တော်ရဲ့ဖြောပြမှုကအဆိုးဆုံးကိုရောက်သွားတယ်နောက်တတိယတစ်ပုတ်ဆိုတယ်ဘာမှမထူးအဲ့ချိန်မှာကျွန်တော်လည်းမျက်နှာမပြရဘူးအောက်ကလူလည်းတယောက်မှကျွန်တော်မကြည့်ရတော့သူတို့တော့ကျွန်တော်စားရှက်တယ်အဲ့ဒါနဲ့နော်ဒီလိုပွဲစီစဉ်တဲ့သူတွေကလည်းစင်မော်တက်လာပြီးတော့မှထိမ့်ပေးတာပေါ့လေအော်ထွန်းတော်စင်ပွဲဒီဆက်နေလို့နေမကောင်းဘူးထင်တယ်တကယ်တော့မဟုတ်ဘူးကျွန်တော်အတန်ဟိုကတော်တော်ပျက်စီးနေတာအဲ့နဲ့ကျွန်တော်ကလည်းဟုတ်တယ်ရှက်တော့အဲ့နဲ့ပဲကျွန်တော်စင်အောက်ကိုဆင်းသွားပြီးတော့မှအဲ့အချိန်ကနေစပြီးတော့မှကျွန်တော်ဘယ်တော့မှပွဲထမ်းမဆိုတော့ပွဲလာပြီးတော့မှအပ်တယ်ကျွန်တော်ညင်းတယ်အเจ้าမျိုးပြရင်ညင်းတာမအားဘူးအလုပ်များလို့စားတဲ့ဖြစ်ကျွန်တော် Facebook မှာကျွန်တော်ပုံနေမတင်တော့ဖြည်းဖြည်းချင်း social media နဲ့ကျွန်တော်ပျောက်သွားတယ် TV တွေကနေကျွန်တော်ပျောက်သွားတယ်တချင်းတွေထုတ်တိုင်းကျွန်တော်အကုန်လုံးရက်လိုက်တယ် Evan လုံနေရတယ်အကုန်လုံးရက်လိုက်တယ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပွဲတွေလုံးဝမဆိုတော့ဖြည်းဖြည်းချင်းစီအိမ်ထဲမှာပဲနေနေအပြင်းတော့မထွက်ရတော့ကျွန်တော်လူတွေကိုလည်းတအားကြောက်သွားတယ်အဲ့လိုနေရင်းနဲ့ပူဆိုးလာတယ်မွေးစီဝါတွေပူပြီးတော့မှကျွန်တော်သုံးဆွဲမိလာတယ်အရက်သေးစာကိုအလွန်အကျော်ဆွဲလန်းတဲ့အထိဖြစ်သွားတယ်တယောက်ထဲနေပြီးတော့မှပဲကျွန်တော်အမြဲတမ်းမွေးသေးစာနဲ့ပဲကျွန်တော်ဘဝကိုဖုံးကွယ်လိုက်ဖို့အတွက်ကျွန်တော်ပြင်ဆင်နေတယ်မတော်တဆများအိမ်အောက်ကိုသွားပြီးထမင်းစားလို့တယောက်ကများထွန်းအောင်ဆင်းလို့ပြောရင်ကျွန်တော်အဲ့ဒီနေရာမှာပဲကျွန်တော်ပျောက်သွားခြင်းတယ်ကျွန်တော်ကိုလူတွေတိတာကျွန်တော်မကြိုက်တော့အရင်တော့လူတွေတိကျင်လို့ကြိုးစားခဲ့တာဒါပေမဲ့အဲ့ဒီလူတွေကိုပဲကျွန်တော်ကြောက်လာတယ်အဲ့ဒီလူတွေလက်ခုပ်တန်လဲကျွန်တော်မမြင်ချင်တော့ဘူးအဲ့ဒီရဲ့လူတွေအားပေးတန်လဲကျွန်တော်မကြားချင်တော့ဘူးအဲ့လိုနဲ့နေရင်းနဲ့ကျွန်တော်2018ခုနှစ်တစ်နှစ်လုံးဟာကျွန်တော်မွေးသေးစားတယ်မှာပဲကျွန်တော်နေမြွန်းသွားတယ်အဲ့လိုနဲ့ကျွန်တော်အလုပ်လည်းမလုပ်တာကြောင့်မလို့ကျွန်တော်ပတ်စံလည်းမရှိတော့စုဆောင်မိရတယ်လည်းကျွန်တော်ကုန်ပြီငွေကြေးတွေလည်းကျွန်တော်ချီးယူနေရပြီ2018ခုနှစ်10လပိုင်းလာရောက်လာတဲ့အချိန်မှာကျွန်တော်ရဲ့ဘဝတော်တော်လေးကိုစိုးဝါးနေပြီတကယ်ကိုလမ်းဘေးရောက်ဖို့နည်းနည်းပဲလိုတော့တဲ့အခြေအနေဖြစ်နေပြီတကယ်တော့ကြည်လိုက်ရင်သာအိမ်မှာလာနေနေတာအဲ့ဒီအိမ်ကလည်းအကျွေးနဲ့ငားထားတာကြည်လိုက်တော့စားနေရတာဒါပေမဲ့အဲ့ဒီရဲ့စားထားတဲ့ငွေကြေးတွေလည်းဘယ်သူမှကိုယ်တိုင်ပိုင်တာမဟုတ်လူတွေစီကနေချီးငားထားတဲ့အရာအကျွေးတွေလည်းနစ်မွန်းလာတယ်တချင်းကလည်းဆက်ပြီးတော့မဆိုနိုင်တော့ဘလို့ကုလည်းမဖြစ်နိုင်တော့နောက်ထပ်လည်းလူတွေရှိကိုထွက်ဖို့လည်းခွန်အားမရှိတဲ့ချိန်မှာကျွန်တော်စဉ်းစားရတာတစ်ခုတည်းပဲရှိတယ်ငါဘာကြောင့်အသက်ရှင်နေတာလဲငါဒီလောကကြီးတိတ်တဆိတ်လေအခုချိန်မှာပျောက်ခွဲသွားရင်ဘယ်သူမှငါ့ကိုယူဆိုင်လိုက်မှာမဟုတ်ဘူးဘယ်သူမှတော့သိလိုက်မှာမဟုတ်ဘူးငါအသက်ရှင်နေလို့လည်းဘာမှထူတော့မှာမဟုတ်ဘူးဆိုကျွန်တော်ကိုယ့်ကိုယ်တက်တည်ဖို့အတွက်ကျွန်တော်ပြင်ဆင်တယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်အဆူတော်ရဲ့မာနလေးကတော့မလျှော့ဘူးပေါ့လေတည်တန်းစာရေးတယ်ရိုးတော့မရေးဘူးတချင်းလို့ရေးထားတာလူကတော့အတန်မကောင်းတာအတန်တော့တွင်းလိုက်သေးတယ်အိမ်မှာပဲဖုန်းလေးနဲ့ပါတွင်းထားပြီးတော့မှကျွန်တော် line ပေါ်မှာတင်ထားတယ်တရက်ဒီလောကနေငါထွက်သွားတဲ့အချိန်ရောက်ရင်အဲ့ဒီရဲ့အတန်ဖိုင်လေးအဲ့ဒီရဲ့တချင်းလေးနဲ့ငါချေရတဲ့သူတွေကိုငါပို့ပြီးတော့မှနှုတ်ဆက်ပြီးဒီလောကနေထွက်သွားမယ်ကိုရီးယားကရိုက်မယ်ပေါ့လေကျွန်တော်လူစဉ်းစားထားတာလုံးဝစဉ်းစားထားပြီဖြစ်ချင်တော့ကျွန်တော်ကလူတွေရှေ့ကိုတော့မထွက်တာဒါပေမဲ့ကျွန်တော်သွားတဲ့အရက်ဆိုင်တစ်ဆိုင်တော့ရှိတယ်အဲ့ဆိုင်ကဘာလို့သွားလဲဆိုတော့အကျွေးရောင်းလို့ဖြစ်တယ်ပိုင်ရှင်နဲ့အရင်ရင်းနေတာပိုင်ရှင်ကကျွန်တော်ဖော်ရွေတာကျွန်တော်အဲ့လိုထင်တာပေါ့လေသူကတော့ကျွန်တော်လာရင်အကျွေးယူမယ်ဆိုတော့သူတိပြီးထွက်ပြေးကောင်းထွက်ပြေးနေမှာပေါ့သူစိတ်ထဲဘလို့တွေးနေတယ်ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အဲ့နေရာရောက်ပြီဆိုရင်ကျွန်တော်အဲ့လိုပဲရှိမြအကုန်လုံးရှိမြအကုန်တောက်တော့ပါပဲပြင်ပတ်စံမရှင်းမှတ်ထားလိုက်ပေါ့လေဆိုတော့အဲ့ဒီဆိုင်လေးဆိုင်ရှိတယ်အဲ့ဒီဆိုင်မှာဘာရှိလဲဆို unplug ရှိတယ်ကျွန်တော်ဒီ live music ဖြိုပြတဲ့ unplug ရှိတယ်ဆိုတော့အဲ့ဒီတပန်လုံးနဲ့လည်းကျွန်တော်သိတယ်ဘာလို့ဆိုတော့ကျွန်တော်မှတောက်စီအဲ့ဆိုင်ပဲရှိတာဟုတ်ပြီးကျွန်တော် music လေးကြိုက်တယ်ဆိုတော့တို့နဲ့အရင်ရင်းနေတယ်တခါတလေကြိုက်ဝင်ဆိုပေါ့လေပြီးကျွန်တော်အဲ့ဒီတရက်ကျွန်တော်အဲ့ဒီဆိုင်မှာသွားပြီးတော့မှတောက်တဲ့အချိန်မှာတကယ်ကိုထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်အဲ့ဒါဘာလဲလို့ပြောပြီးဆိုလို့ရှိရင်အဲ့နေ့ဒါလာတီးတဲ့ T1 အဖွဲ့ထဲမှာဂီတာသမားအသစ်တစ်ယောက်ရောက်လာတယ်သူ့နာမည်ကမူးမုံတဲ့နာမည်ကြားတာနဲ့သိကြမှာပါချင်းလူမျိုးဖြစ်ပါတယ်တီးတိမ်လူမျိုးပါဆိုတော့သူကအဲ့ဒီနေ့ရောက်လာပြီးတော့မှဂီတာတီးရခါတော့သူတီးတာအရန်ကောင်းတယ်ဆိုတော့ကျွန်တော်သူ့ကြည့်တော့သူကလည်းဟိုပြောမယ်ဆိုရင်တင်းညံ့လေးဆိုတော့ငယ်ပဲပေါ့လေဆိုတော့ငယ်ပြီးမဲ့လေအရန်တီးတာကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်သူ့တတိထားပြီးကြည့်မိတဲ့အချိန်မှာအရက်ဆိုင်မှာတော့လာတီးတယ်ဒါပေမဲ့သူအရက်လည်းမတောက်ဘူးဘီယာလည်းမတောက်ဘူးဆေးလေးလည်းမတောက်ဘူးအဲ့ဒီတော့အဲ့လိုမျိုးလူကကျွန်တော်နဲ့မတည့်ဘူးကျွန်တော်စဉ်းစားတာကျွန်တော်အဲ့ဆိုင်မှာအကျွေးတော့တောက်ရင်တောက်လိမ့်မယ်ဒါပေမဲ့အဲ့ငါဆိုင်ပဲ
ငါဆိုင်နေဝင်နေသူတိုင်းအရက်တောင်းမယ်အဲ့တော့ကျွန်တော်ဘာလို့လဲပြောရအရက်နောက်ထပ်တစ်ခွက်ကိုယူသွားပတ်စံနာမရှိရနော်နှစ်ခွက်ကင်သွားပြီးတော့ကျွန်တော်သူ့စီသွားပြီးတော့ကျွန်တော်သူ့ဘေးနားမှာချသူ့ပြောတယ်ညီကိုနော်အရက်တောက်ပါအောင်အဲ့တော့ဘာပြောဆိုရင်မတောက်ဘူးတဲ့ဘာလို့မတောက်တာလဲပြဿနာရှာအဲ့တော့ဘာပြောလဲဆိုရှင်ငါတဲ့ဖယားသခင်ကိုကြောက်လို့မတောက်ဘူးတဲ့အဲ့ဒါကိုကျွန်တော်ကြားတဲ့အချိန်မှာကျွန်တော်ခေါင်းထဲမှာမေးခွန်းတွေအများကြီးဖြစ်သွားတယ်အဲ့ဒီအဲမှာအကျယ်ဆုံးမေးခွန်းကဟောဒီတယောက်ယူနေတာလားအဲ့နဲ့ကျွန်တော်သဘောပေါက်လိုက်တယ်ဩဖယားယူပဲအဲ့နဲ့ကျွန်တော်ခွက်လဲကျွန်တော်ယူသွားပြီအဲ့ခွက်လဲကျွန်တော်ပဲတောက်လိုက်တယ်ကျွန်တော်တိုင်းပဲထားလိုက်တယ်ဒါပေမဲ့အမြဲတမ်းတွေးနေရတော့ तू ကလည်းအရန်တော်တယ်အရန်လည်းနှိမ့်ချတယ်တခြားသူတွေနဲ့မတူဘူးအဲ့အချိန်မှာကျွန်တော်ဘဝကိုပြန်ကြည့်လိုက်မဆိုရင်ကျွန်တော်ကအဆိုးဆုံးအချိန်တွေရောက်နေဖြစ်ကြောင်းကျွန်တော်အနားမှာအရင်တုန်းကရှိတဲ့သူတွေကတဖြည်းဖြည်းချင်းကျွန်တော်ဆွန့်ခွာသွားပြီအရင်တုန်းကကျွန်တော်အတူတူပျော်ပါပြီးတော့မှကျွန်တော်ကျွေးမွေးနိုင်တဲ့သူတွေကျွန်တော်နားမှာမရှိတော့ဘူးကျွန်တော်မတငယ်ချင်းဆိုတဲ့ຢာမရှိတော့ဘူးအဲ့နဲ့ तू နဲ့တွေ့တဲ့ခါကျတော့ तू အရန်နှိမ့်ချပြီးဖိုးချင်မှာကျွန်တော် तू နဲ့ပေါင်းမိလာတယ်သူကကျွန်တော် music တွေတင်ပေးတယ်ကျွန်တော်လည်းတီးတာတွေ share တယ်စသဖြင့်လုံးရင်းနဲ့ကျွန်တော် तू နဲ့အများကြီးရင်းနှီးလာတာပေါ့လေတစ်ဖက်မှာလည်းခုနကတော့ပြောကျွန်တော်ပြဿနာတွေကမပြေလည်သေးဘူးငွေကြေးပြဿနာတွေကရှိတယ်ကျွန်တော်ကျန်းမာရေးပြဿနာရှိတယ်ကျွန်တော်မျိုးရင်းချင်းမင်းတယ်ကျွန်တော်ကိုကိုတက်တည်ဖို့နဲ့စဉ်းစားတဲ့ plan ကလည်းရှိနေသေးတယ်တကယ်ရောက်တဲ့ခါကျတော့ကျွန်တော်စဉ်းစားဆုံးဖြတ်တဲ့အရာကျွန်တော်အရန်ကိုမွေးစေးဝါးတွေကျွန်တော်သုံးပြီးတော့မှဒီနေ့တော့ငါကိုတက်တည်ဖို့ငါစဉ်းစားမယ်ဒီနေ့တော့ငါဆုံးဖြတ်မယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီကိုအဲ့လိုစဉ်းစားတယ်ဒါပေမဲ့အဲ့လိုမျိုးကိုတက်တည်ဖို့အတွက်စဉ်းစားနေတဲ့အချိန်မှာပဲကျွန်တော်ခေါင်းထဲကိုအတွေးတစ်ခုဝင်လာတဲ့အရာကငါကသာဒီလိုမျိုးမျိုးလင်းချက်တွေမဲ့နေတာငါကသာဒီလိုမျိုးခံစားနေရတာငါကလူတွေနောက်ွယ်မှာနေပြီးတော့မှနေညအမောင်ထဲမှာပဲနေပြီးတော့မှဘယ်သူမှမသိဘဲနဲ့ကြိတ်ပြီးငိုခဲ့ရတဲ့အချိန်တွေအများကြီးစိတ်တက်ကြခဲ့တဲ့အချိန်တွေအများကြီးကြော်ဖြစ်နေရတာကျွန်တော်အဲ့လိုရင်ဆိုင်နေရတဲ့အရာတော့ဘယ်သူမှမသိဘူးကျွန်တော်ရဲ့မိခင်ကိုယ်တိုင်တော့မသိဘူးဆိုတော့ကျွန်တော်စဉ်းစားမိချင်မှာငါတယောက်ကိုတော့ပြောပြတဲ့တယ်လို့ထင်တယ်ဒါဆိုရင်တော့ငါပို့ပါသွားမှာပဲဒါဆိုရင်တော့ငါတခုခုတော့ဖြစ်သွားမှာပဲပေါ့လေအဲ့နဲ့ကျွန်တော်တယောက်ကိုဖွင့်ပြောဖို့အတွက်စဉ်းစားချင်မှာကျွန်တော်ခေါင်းထဲကိုဝင်လာတာဘာတူလဲပြောခုနတုန်းကဂီတာသမားတီးသိမ်းလိုမျိုးကိုမူးမုံကျွန်တော်ထက်အသက်တစ်ကြီးပါတယ်ဆိုတော့သူ့ကိုကျွန်တော်တတိယရတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်သူ့ကိုစာပို့တယ်ညီကိုငါအရင်တက်သေးခြင်းတယ်ငါကိုအစိုးစီးရင်ခြင်းတယ်ဘာဖြစ်လို့လဲအဲ့နဲ့ကျွန်တော်သူ့ကိုပြောပြတယ်ကျွန်တော်ရဲ့ဖြစ်ချောင်းကုံစင်အစားကနေပြီးတော့မှအဆုံးထိကျွန်တော်ဘာမှမကွဲဝထားတော့ကျွန်တော် online ကနေပြောတာပါ Messenger ကနေပဲကျွန်တော်သူ့စာတွေအများကြီးပို့တာပေါ့လေမူးလဲမူးနေဆိုတော့အများကြီးပဲရေးတာပေါ့လေရှေးပဲရေကိုပြောပြီးတတိယကြီးကြည့်တယ်ကျွန်တော်လည်းပြောလို့ဝါသွားတဲ့အချိန်မှာသူလည်းစာတလုံးမှမကြည့်တော့စာတလုံးမှမပြန်တော့ဆင်းတော့ဖြစ်နေတယ်အိပ်ပြောသွားလားလည်းမသိဘူးဘာဖြစ်သွားလဲမသိဘူးကျွန်တော်ပြောပြီးသွားပြီလေနော်ကျွန်တော်လည်းပြောပြီးပြီဆိုတော့ကဲပြောပြီးတော့နည်းနည်းတော့ပေါ့သွားတယ်အဲ့နဲ့ तू ဘာများပြောလာမလဲလို့စောင့်နေတဲ့အချိန်မှာ तू စာရိုက်နေကျွန်တော်တတိထားမိကျွန်တော်မူးနဲ့ပဲစောင့်ပြီးတော့အဲ့နဲ့ तू ကျွန်တော်ဘာပြောလဲဆိုရင်စကားလေးစာလေးတစ်ချောင်းပို့လာအဲ့ဒါဘာလဲဆိုရှင်မင်းနဲ့ယေရှုကိုခေါ်ကြည့်ပါလားတဲ့ဒုက္ခပါပဲလူကျင်တာတခုပေးလာတာတခုအ ਨੇ ဆုံးတော့ဘာမှဖြစ်ဘူးမင်းလုံနိုင်တယ်ဘာညာပေါ့လေအဲ့လိုလေးကြားလာမှထင်တာအဲ့ဒါနဲ့လေအမူးတောင်ပြည်သွားတယ်တက်သေးခြင်းနဲ့စိတ်လဲဘယ်ရောက်တော့မှမသိတော့ဖုန်းဆက်ခေါ်လဲမရတော့အဲ့ဒါနဲ့ဂျေဇုတော်ကြောင့်ကျွန်တော်မသိသွားဘူးယာအဲ့ဒီမှာကျွန်တော်စာလဲသူ့ကိုမပြန်တော့ဘူးအတိုင်းလေးပဲထားလိုက်တယ်ပြီးနောက်နေ့ကျွန်တော်ဆက်ပြီးအသက်ရှင်နေ3-4 ရက်မကြာပါဘူးအဲ့ဒီပြဿနာတွေကောင်းလေးပြန်ဝင်လာကျွန်တော်တက်သေးခြင်းလိုက်မှုရေးဆိုလိုက်လုံးနေနဲ့ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်နောက်ချိန်ဒီနေ့တော့ငါသေးတော့မယ်အဲ့နဲ့အမှတ်မရှိဘူးကျွန်တော်သူ့စီပြန်သွားရင်ညီကိုငါစိတ်တက်အရန်ကြနေပြီဒီနေ့ငါလှုပ်လိုက်တော့မယ်ဟာစားပြီးပြောတဲ့အချိန်မှာအဲ့ဒါသူပြန်ပြောရင်မင်းယေရှုကိုခေါ်ကြည့်လှုပ်ပြန်မယ်အဲ့နဲ့ तू အဲ့ဒါနေမကောက် तू တချင်းတစ်ပုတ်ပို့ပေးလာတယ်ကိုးကွယ်ခြင်းတချင်းပုတ် worship song လေးကျွန်တော် English လို့ဆိုထားတဲ့တချင်းလေးတစ်ပုတ်ပါဆိုတော့အလေးကိုပို့ပေးလာတဲ့ခါကျတော့ तू ဘာပြောလဲဆိုမင်းနဲ့ဒီတချင်းကိုနားထောင်ကြည့်ပါလားတဲ့အဲ့တချင်းကိုငါနားထောင်တဲ့အခါတိုင်းမှာတဲ့ငါခွန်အားအသိရသွားတယ်အေးဟုတ်ပြီအလောင်းမကောင်းတယ်ဆိုလဲငါနားထောင်မယ်အဲ့ဒါနဲ့ပဲနှစ်ချက်တက်တယ်နှစ်ချက်ကိုတက် volume ကိုအစုံထိတင်တာပြီးတော့ကျွန်တော်နားထောင်တယ်တချင်းပြီးသွားတယ်ဘာမှခံစားရအောင်အဲ့နဲ့သူကလည်းပို့ထားတယ်ကိုလည်းနားထောင်ပြီးတော့လိန်လည်းမလိန်ကြဘူးလေနော် Messenger ကနေစကားပြောရဆိုတော့ကျွန်တော်ပို့ပေးလိုက်တယ်လက်မရော့ nice music ဘာမှခံစားဘူးဘာမှမတို့ထီဘူးဘာယေရှုလဲကျွန်တော်ဘာမှမသိဘူးဂျေဇုတော်ရောအဲ့အချိန်မှာမတက်တည်သွားခြင်းဘူး
ကျွန်တော်အသက်ရှင်ပြန်တယ်မကြဘူးထပ်ပြီးစိတ်တက်ကြတယ်ဒီနေ့တော့ငါနေပဲဘာပြန်လို့လဲအမှတ်မရှိဘူးနော်ညီကိုအဲ့ဒါသူဘာပြန်ပြောလဲဒီလားမင်းယေရှုကိုခေါ်ကြည့်လောက်ပြန်ပြီသူပြောတဲ့စကားတခုတိတ်ကိုအဓိပ္ပာယ်ရှိအဲ့ဒါပါဆိုရင်ငါမင်းကိုဘာသာရေးအကြောင်းပြောနေတာမဟုတ်ဘူးအဲ့ယေရှုကိုခေါ်ကြည့်ယေရှုအသက်ရှင်တယ်အဲ့နဲ့ကျွန်တော်ဘာလုပ်လဲဒီလားမင်းအဲ့လောက်မှအာမခံတယ်ဆိုရင်ငါအဲ့ဒီယေရှုကိုခေါ်ကြည့်မယ်အဲ့နဲ့ကျွန်တော်နောက်နေ့မနေ့ရောက်တဲ့အခါကျတော့ကျွန်တော်ရဲ့အိမ်ရှိဝရဏနာလေးကိုကျွန်တော်ထွက်ပြီးတော့မှယေရှုကိုခေါ်ဖို့ပြင်ဆင်တာပေါ့လေသူကယေရှုကိုခေါ်ဖို့တော့ပြောသွားတယ်ပြဿနာဘယ်လိုခေါ်ရမလဲမသိပေးလိုက်ဘူးအဲ့နဲ့ကျွန်တော်လည်းခေါ်တတ်တယ်လို့ခေါ်ဖို့ပြင်ဆင်တာပေါ့လေအဲ့နဲ့ကျွန်တော်ရဲ့ဝရဏနာရှိကိုကျွန်တော်ထွက်ပြီးတော့ကျွန်တော်ကောင်းကင်ကိုကြည့်ပြီးကျွန်တော်ဘာပြောလဲဆိုရင်အဲ့တုန်းကပြောခဲ့တဲ့ဟာလေးကျွန်တော်ပြောပြမယ်ယေရှုခမည်းတကယ်အသက်ရှင်နေဆိုလို့ရှိရင်ကျုပ်ကိုတက်တည်ပြဟိုခရိယန်နီလန်းနေဘာတွေနဲ့လာမပြောနဲ့တခုမှနားမလဲဘူးကျုပ်အခုရင်ဆိုင်နေတဲ့ပြဿနာတွေအများကြီးရှိတယ်အဲ့ဒီထဲကမှတခုလေးပဲဖြေရှင်းပေးနိုင်ရင်ခမည်းကိုယုံမယ်အဲ့ဒါပဲပြောခဲ့တာအဲ့ဒါပြီးတော့လည်းဘာမှလည်းမကြားပါဘူးဘာမှလည်းမခံစားပါဘူးအဲ့နဲ့ကျွန်တော်လည်းအိမ်ထဲကိုဝင်သွားလိုက်တယ်အဲ့နဲ့3ရက်ကြာမှတော်တော်လေးကိုထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒါဘာလဲလို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်စီကိုဖုန်းတစ်ခုဝင်လာတယ်အဲ့ဒီဖုန်းကကျွန်တော်အလုပ်ကမ်းလှမ်းတဲ့ဖုန်းဖြစ်တယ်ဆိုပုံမှန်ဆိုရင်ကျွန်တော်အလုပ်ကမ်းလှမ်းတဲ့ဖုန်းတွေက call လေးရှိပါတယ်အဲ့ချိန်တိုင်းလည်းကျွန်တော်ညင်းနေကြပဲဖုန်းထုံးစံတိုင်းပဲကျွန်တော်အတန်မှမကောင်းတာကျွန်တော်အတန်ခွေးအားလဲနေတဲ့အတန်ဖြစ်နေပြီလေအဲ့တော့အဲ့အတန်နဲ့သက်ဆိုကျွန်တော်အဆက်ကွဲမှာလေဆိုလူတွေကိုနောက်တစ်ချိန်ကျွန်တော်ကိုအဲ့လိုမျိုးအထင်သေးတဲ့မျက်လုံးကျွန်တော်မခံစားနိုင်တော့တေသွားရင်တော့မှကျွန်တော်အတွက်ပူကောင်းသေးတယ်အဲ့ဒီတော့သူ့ကိုညင်းမလို့ဒီအလုပ်တော့လက်မခံနိုင်ဘူးလေအကြောင်းမျိုးပြကျွန်တော်အရင် schedule တွေပြည့်နေပါညာပေါ့လေဆိုတော့အဲ့လိုမျိုးရှောက်ပြောဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲ तू ကကျွန်တော်ကိုစကားဥပြီးတော့မှအရင်ပြောတယ်အဲ့ဒါမှဆိုရင်အကိုတဲ့တချင်း3လေးဖို့ပဲဆိုရမယ်လူလေးနည်းနည်းလေးပဲပတ်စံအများကြီးပေးမယ်အဲ့ချိန်မှာထွန်းတော်စင်နည်းနည်းလေးပြောင်းလဲသွားပြီနောက်ဆုံးစကားလေးအရင်ကြိုက်တာပဲငွေကြေးပမာဏတော်များတယ်အဲ့ချိန်ကျတော့ကျွန်တော်ပြန်စဉ်းစား तू ပြောတယ်လို့ကျွန်တော်ဆင်ခြင်လိုက်တယ်နေငယ်အဲ့ဒါမှဆိုရင်လူနည်းနည်းလေးပဲတချင်းကလည်း3လေးဖို့ပဲโอเคပတ်စံလည်းအများကြီးပဲလူနည်းနည်းလေးပတ်စံအများကြီးအဲ့တော့လူနည်းရင်တချင်းဆိုလို့မကောင်းလဲအဆက်ကွဲတာနည်းနည်းလေးပဲလေနော်ဒါပေမဲ့ပတ်စံကအများကြီးပဲပတ်စံလည်းအရန်လူနေပြီကျွန်တော်အကျွေးရှင်လည်းတောင်းနေပတ်စံပေးတော့အရန်တောင်းနေပြီစိတ်လည်းအရန်ညစ်နေပြီအဲ့အကျွေးရှင်ကတခြားသူမဟုတ်ကျွန်တော်အမေမိသားစုအဲ့လိုချစ်ကြဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တော်တော်လေးကိုမှစဉ်းစားတွေးဝေနေပြီအဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ပတ်စံတော့အများကြီးရမယ်အဆက်ကွဲတာနည်းမယ်ဆိုတော့အဆက်နဲ့ပတ်စံလဲမယ်ဆိုပြီးကျွန်တော်အဲ့ပွဲကိုလက်ခံလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ဖြိုပြမဲ့နေ့ကိုရောက်လာအဲ့ဒါကကျွန်တော်တို့ဒီ10 လပိုင်း17 လပိုင်းဝင်ချင်းကျွန်တော်ရက်တော့အတိအကျမှတ်မိတော့ကျွန်တော်မှတ်မိတာအဲ့လိုကျွန်တော်မြန်မာနှစ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပွဲရာသီအနေနဲ့ပြောမယ်ဆိုရင်တစောင်းမုံလာပြည့်ပွဲနေ့ဆိုတော့အဲ့ဒီနေ့မှာလုပ်တဲ့ပွဲကလည်းဘယ်မှာလုပ်တယ်လဲဆိုရင်ကျွန်တော်ရန်ကုန်မှာရှိတဲ့အောင်စရာတရားထိပ်မှာလုပ်တဲ့ Spring Line ဆိုတဲ့အဲ့ဒီရဲ့အဆောက်အဦကြီးဘေးနားမှာရှိတဲ့အဲ့ဒီရဲ့ဘောလုံးကွင်းမှာလုပ်တာဆိုခုနကတော့ကကျွန်တော်သူပြောတဲ့ပွဲကိုကျွန်တော်ရောက်သွားတယ်သူပြောတဲ့အဲ့ဒီလူနည်းနည်းလေးပဲဆိုတဲ့ပွဲကဘောလုံးကွင်းမှာလုပ်တဲ့ပွဲပြီးအဲ့ဒီဘောလုံးကွင်းကလူအပြည့်ဟိုးအဆုံးတော့ကျွန်တော်မမြင်ရဘူးလူတွေမှအများကြီးပဲကြည့်လိုက်တဲ့အချိန်မှာအကုန်လုံးကလည်းဖုန်းနေနဲ့အားလုံးကဗီဒီယိုတွေရိုက်နေကြတာအဲကျတော့ကျွန်တော်ဆရာသွားပြီကျွန်တော်လူနည်းနည်းလေးထင်လို့လာခဲ့တာလေအခုလူတွေအများကြီးရှိမှကျွန်တော်ဆိုရတော့မယ်ကျွန်တော်ပြန်စဉ်းစားမိတဲ့အရာကချင်းပါဇက်ထဲဝင်သွားနေပွဲအဲ့ဒါလို့နောက်တစ်ချိန်ထပ်ပြင်သွားပြီအဲ့ဒါလို့လူတွေရှိမှအဲ့လိုပြစ်တင်ပြောဆိုခံရမှကြောက်လို့တစ်နေ့လုံးပုံလာခဲ့တာအဲ့လိုလူတွေလည်းအဲ့လိုမျိုးပြစ်တင်တဲ့အရာလူတွေလက်ညှိုးထိုးတဲ့အရာကိုမခံခြင်းလို့မွေးစေးဝါးတုံးပြီးတော့မှကိုတက်တာကြောင်းကိုအသက်ကိုရှင်ဖို့ရန်အတွက်ပဲအဲ့လိုမျိုးစဉ်းစားဆုံးဖြတ်ပြီးနေခဲ့တာအခုတော့အဲ့ဒါကြီးကိုရင်ဆိုင်ရတော့မယ်အဲ့ချိန်မှာကျွန်တော်တကယ်ကိုစဉ်းစားနီလန်းပေါင်းစုံစဉ်းစားရတယ်အဲ့ဒီစဉ်းစားတဲ့နီလန်းတွေထဲမှာဘာလဲဆိုရင်ငါဖုန်းပိတ်ပြီးတော့မှအိမ်ပြန်သွားလိုက်မယ်အဲ့ဒီဟာလည်းမဖြစ်သေးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပေးမဲ့ပတ်စံကိုကျွန်တော်ယူပြီးသွားပြီ
အဲ့ပြီးတော့ကျွန်တော်စဉ်းစားငငယ်တုန်းကလိုမျိုးအိမ်သားထဲမှာသွားနေတကားပိတ်ထားပြီးတော့မှသူတို့ခေါ်လဲမထွက်ပဲနေလဲမလို့စဉ်းစားတယ်အဲ့လိုလဲမဖြစ်သေးပြန်ဘူးကျွန်တော်ဘလို့မှစဉ်းစားလို့မရတဲ့အဆုံးကျွန်တော်ဖြိုပြီးဖို့ရန်အတွက်အဲ့ဒီစင်ရဲ့ဘေးနားမှာရှိတဲ့အမှုပညာရှင်တွေနားနေတဲ့နေရာလေးရှိတယ်ဒါ state စင်ဆိုလို့ရှိရင်ကျွန်တော်ဘေးနားမှာပေါ့လေအဲ့လိုထိုင်ကုန်နေတဲ့ထိုင်တဲ့နေရာရှိတယ်ဆိုတော့အဲ့ဒီနားလေးမှာကျွန်တော်ထိုင်နေတယ်ကျွန်တော်အရှိမဘသူဖြိုပြီးနေတယ်ပြောပြီးဆိုလို့ရှိရင်ကျွန်တော်အရန်ချရတဲ့အဆိုတော်ကိုဇွဲပြည့်သူကအားရပါရဖြိုပြီးနေတယ်ဆိုတော့သူကပွဲတွေကျွန်တော်အရင်တုန်းကဆိုဘူးပါတယ်ဆိုတော့သူဖြိုပြီးတယ်ကျွန်တော်မြင်ဘူးပါတယ်သူတော်တော်ကောင်းတယ်ဒါပေမဲ့အဲ့ဒီမှာပိုကောင်းတယ်ဆိုတော့ဘယ်လောက်တောင်ကောင်းလဲဆိုရှင်သူကအောက်မှာရှိတဲ့သူတွေအကုန်လုံးခုနကကွင်းအပြည့်ရှိတဲ့သူအကုန်လုံးကသူ့တချင်ကိုလိုက်ဆိုကြပြီးရင်သူကတပုတ်ပြီးတပုတ်ဆိုရင်သူအားမရတော့စင်မနေရတာစင်အောက်ထဲဒီစင်သွားပြီးတော့မှလူတွေကြားတွေကိုသူဖြောပြနေပြီအဲ့ချိန်မှာအောက်ကလူတွေကလည်းပျော်သူကလည်းအားရပါရဖြောပြ music တွေကလည်းကောင်းလိုက်တာဟာသူတို့ကိုကြည့်ပြီးတော့မှကျွန်တော်သွားပြီသူကအလောက်ထိကောင်းနေတဲ့အချိန်မှာငါ့ရဲ့ခွေးအားလဲနေတဲ့အတန်လေးနဲ့သွားပြီးဆိုရင်တော့ကျွန်တော်အကြီးအကျယ်ရှက်ွယ်ပြီငါဘလို့မှမဖြစ်နိုင်တော့ငါ့ကိုဘယ်သူမှမခင်နိုင်တော့အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းတော့အတွေးလေးတစ်ခုဝင်လာတယ်အဲ့ဒါဘာလဲဆိုရင်ခုနတုန်းကချင်းလူမျိုးတီးတိမ်လူမျိုးကိုမူးမုံပြောတဲ့ယေရှုခရစ်တော်အသက်ရှင်နေအဲ့တော့ကျွန်တော်စဉ်းစားတဲ့အရာကဟုတ်ပြီအဲ့ဒီယေရှုသာအသက်ရှင်နေငါ့ကိုကယ်နိုင်မှာပဲငါမှမျိုးလင်းချက်ကအဲ့တခုပဲရှိတော့တယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်အဲ့လိုနားနေတဲ့နေရာလေးမှာပဲကျွန်တော်ထိုင်မြင်နေရတဲ့ပဲကျွန်တော်ခါးလေးကိုကိုင်းလိုက်တယ်ကိုင်းပြီးတော့မှကျွန်တော်ဘဝမှာပထမဦးဆုံးအချိန်ဖယားခင်စီမှာဆုတောင်းတယ်ဟိုအရှိမပြောခဲ့တာနဲ့မတူတော့ဘူးเนาะဆိုတော့အခုလေတံလေးနည်းနည်းလေးပြောင်းသွားပြီအရန်အကူကြီးလိုနေတာဆိုတော့အဲ့နဲ့ကျွန်တော်ဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်ကိုတော့တက်တည်ပြခြင်းအခုအချိန်ကအကောင်းဆုံးပဲဟိုးနေ့ကပြောခဲ့တာကိုမေ့လိုက်ဒီနေ့ကျွန်တော်အတန်မဝင်သွားပဲနဲ့အကောင်းဆုံးဖြောပြနိုင်ရင်ကိုပဲကိုတော့ကိုကျွန်တော်ကိုးဝယ်ပါမယ်အာမင်ဆိုပြီးတော့မှကျွန်တော်တိုးလေးကျွန်တော်ဆုတောင်းပြီးတော့မှကျွန်တော်ခါးလေးကိုမှတ်လိုက်တယ်အဲ့ဒီဆုတောင်းချက်လေးကတိုးပေမဲ့10မိနစ်တောင်မပြည့်ပေမဲ့ဒါပေမဲ့ကျွန်တော်ရဲ့အရာခက်တဲ့ကျွန်တော်နှလုံးသားအပြည့်နဲ့ကျွန်တော်ပြောတဲ့စကားတွေဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ခါးကိုပြန်မှတ်လာတဲ့အချိန်မှာကျွန်တော်ဘေးနားမှာအမျိုးသမီးတစ်ယောက်ကကျွန်တော်ကိုရက်ပြီးအဲ့လိုကြည့်အဲ့ဒါကျွန်တော်လည်းသူ့ပြန်ကြည့်သူကကျွန်တော်ဘာပြောလဲဆိုရင်အကိုကခရီးယန်လားတဲ့ဟာခုမှလူကြားမှာဆိုလို့တော့တိုးလေးစုတောင်းมาလဲဆိုနေမှာလာပြီးခရီးယန်လားပြီးတော့သူလေဒီရင်မနာကိုကြည့်လိုက်တော့လေ तू ကအဲ့ဒီပွဲရဲ့ဒီဟိုလေဆွဲကိုဆွဲထားပြောမှဆို तू ကအဲ့ဒီပွဲမှာအလွတ်လွတ်တဲ့ဝန်ထမ်းဖြစ်ပါလိမ့်မယ် तू ဘာရာလူလဲလို့ကျွန်တော်မသိဘူးအဲ့နဲ့ကျွန်တော်စဉ်းစားသူ့ပွဲမှာလာဆိုတဲ့အဆိုတော်တယောက်ဘာကိုးကွယ်လဲတော့မသိဘူးအဲ့တော့ကျွန်တော်ခနဲ့တလူလူကျွန်တော်ရဲ့ပုံစံတိုင်းပေါ့လေနည်းနည်းမောက်မှာဆိုရွဲ့တလူလူစကားလေးနဲ့ကျွန်တော်သူ့ကိုပြန်တုံ့ပြန်ဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲကျွန်တော်တဲမှာလှုပ်ခတ်သွားတဲ့စကားတခုကျွန်တော်ကြားလိုက်ရတယ်အဲ့ဒါဘာလဲဆိုရင်ယေရှုအသက်ရှင်တယ်ကျွန်တော်ကယေရှုကိုခမားတကယ်အသက်ရှင်သလားအသက်မရှင်ဘူးလားဆိုတဲ့အရာကိုကျွန်တော်အရင်မေးပေမဲ့အခုယေရှုကကျွန်တော်ကိုအဲ့ဒီအမျိုးသမီးအားဖြင့်ပြန်မေးလာတယ်မင်းငါ့ကိုယုံပါလားကျွန်တော်ကသာလေအဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးကိုလေကျွန်တော်ခရစ်ယာန်မဟုတ်ဘူးလို့ပြောပြီးစင်ပေါ်တက်သေးကြတယ်ကျွန်တော်အဲ့ပွဲပြီးတာနဲ့ဂီးပြီကျွန်တော်အဆက်ကွဲမှာပဲဘာလို့ဆိုကျွန်တော်အတန်လုံးဝအဆင်မပြေဘူးကျွန်တော်အတိဆုံးပဲအဲ့ဒီအချိန်မှာကျွန်တော်သဘောပေါက်ရတာယေရှုတကယ်အသက်ရှင်တယ်အဲ့တော့ကျွန်တော်ဘာမှမစင်စားနိုင်တော့ဘူးအဲ့နဲ့ကျွန်တော်အဲ့ဒီအမျိုးသမီးကိုစေးစေးကြည့်ပြီးတော့မှကျွန်တော်ဘဝမှာပထမဦးဆုံးအချိန်ဟုတ်ကဲ့ကျွန်တော်ခရီးယန်ပါလို့ပြောပြီးတော့မှကျွန်တော်စင်ပေါ်တက်လာခဲ့တယ်အဲ့နဲ့ကျွန်တော်စင်ပေါ်တက်ပြီးသွားတဲ့အချိန်မှာကျွန်တော်ပထမဦးဆုံးတခြင်းကိုပဲကျွန်တော်တုံနဲ့ပဲကျွန်တော်ဆိုပါတယ်ဆိုလိုက်တဲ့အချိန်မှာကျွန်တော်အတန်ကအရင်ကနဲ့လုံးဝမတူဘဲနဲ့ပေါ့ပါပြီးတော့မှတပုတ်လုံးကိုကောင်းမွန်ဖြိုပြနိုင်ခဲ့တာကိုကျွန်တော်တွေးလိုက်ရတယ်။အဲ့အချိန်မှာကျွန်တော်ဘာဖြစ်သွားလဲသိလား။ဟာထွန်းအောင်စင်တော်သားပဲ။အပင်ဆိုးလို့လေတော့။အဲ့နဲ့ကျွန်တော်နည်းနည်းကြွလာပြီ။အဲ့ကျွန်တော်ဒုတိယတစ်ပုတ်ကိုဆိုတယ်။ပို့ပြီးတော့မှဆိုးလို့ကောင်းလာတယ်။အဲ့အချိန်မှာကျွန်တော်ပြင်စဉ်းစားရဟုတ်တော့မဟုတ်သေးဘူး။
တခုခုတော့တော်တော်လွဲနေပြီအရန်ထူးခြားနေပြီအဲ့တော့ကျွန်တော်စဉ်းစားငါယူသွားပြီလားမသိဘူးငါတယောက်တည်းမကောင်းတဲ့အတန်ကြီးကိုကောင်းတယ်လို့များထင်နေတာလားမသိဘူးအဲ့လိုမျိုးတွေးနေတဲ့အချိန်မှာပဲအဲ့လိုလူတွေအများကြီးရှိတဲ့အထဲကမှအရှိဆုံးအတန်းသားမှာရှိတဲ့နော်ဦးလေးတယောက်ပေါ့လေအသက်30ကျော်40နီးနားဦးလေးတယောက်ကနေပြီးတော့မှကျွန်တော်ကိုလှမ်းပြီးတော့မှအဲ့အောက်ကနေအတန်ကြီးနဲ့អော်တယ်အဲ့ဒါဘာလဲဆိုရင်ဟဲ့အောင်နဲ့ငါမင်းကိုကြိုက်တယ်ကွာတဲ့ဒါဆိုတော့အဲ့ချိန်မှာဟာငါယူနေတာမဟုတ်ဘူးပဲငါအတန်ကတကယ်ကောင်းနေတာပဲအဲ့နဲ့ကျွန်တော်တတ်တရားတဲ့ပုဂ္ဂိုလ်ဖြောပြီးနောက်ဆုံးစတုတ်ထားတဲ့ပုဂ္ဂိုလ်ဖြောပြီးတယ်အဲ့အချိန်မှာကျွန်တော်ဘဝရဲ့အကောင်းဆုံးသောဖြောပြီးပွဲကိုကျွန်တော်အဲ့နေ့မှာဖြောပြီးနိုင်ခဲ့တယ်ယေရှုခရစ်တော်ကကျွန်တော်အဲ့အချိန်မှာပဲအဲ့ဒီနေရာမှာပဲချက်ချင်းကျွန်တော်ရဲ့အတန်ကိုကျမ်းမာခြင်းအကောင်းပတိတိုင်းပေးခဲ့တာဖြစ်တယ်ဘုရားနာမဘုန်းကြီးပါစေဟာလေလုယာဆိုအဲ့ဒီမှာကျွန်တော်တကယ်ဝမ်းမြောက်ခြင်းနဲ့ကျွန်တော်စင်ပေါ်ကနေဆင်းလာပြီးတော့မှကျွန်တော်စဉ်းစားရတာတစ်ခုတည်းပဲအဲ့ဒီယေရှုဘာတူလဲငါ့ကိုကယ်တင်ပေးတဲ့ယေရှုကဘယ်လိုမျိုးဘုရားလဲအဲ့ဒါနဲ့ကျွန်တော်တို့သစီတီရန်ကုန်ကျွန်တော်တို့တန်လန်းမှာရှိတဲ့အချိန်မှာကျွန်တော်ရောက်လာခဲ့တယ်ရောက်လာတဲ့အချိန်ကျမှကျွန်တော်သိလိုက်တဲ့အရာယေရှုခရစ်တော်ကကျွန်တော်ကိုသိချင်တယ်ယေရှုခရစ်တော်ကကျွန်တော်အမိဝမ်းထဲမှာရှိစဉ်ကတည်းကကျွန်တော်ကိုအကောင်းဆုံးသောအကြံစီတွေနဲ့ပို့ဆောင်ပေးခဲ့တဲ့ဘုရားသခင်ဖြစ်တယ်ယေရှုခရစ်တော်ကကျွန်တော်ကိုချစ်လို့ကျွန်တော်ရဲ့အပြစ်ရှိသမျှအလုံးစုံတွေကျွန်တော်ရဲ့အားနည်းခြင်းရှိသမျှအလုံးစုံတွေကျွန်တော်ရဲ့မကြမ်းမာခြင်းရှိသမျှအလုံးစုံတွေလက်ဝါးကားတိုင်းပေါ်မှာရိုက်နှက်ခြင်းထိုးနှက်ခြင်းကိုခံခဲ့ရပြီးတော့မှအသေးခံအသွေးသွင်းပေးခဲ့တဲ့ဘုရားသခင်ဖြစ်တယ်အဲ့ဒါဒီမကားသေးပဲနဲ့3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့မှရှင်ပြန်ထမြောက်ခြင်းအပြင်ကျွန်တော်ဟာအမွေခံသားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ကောင်းကောင်းနားလည်လိုက်ရတယ်ကျွန်တော်ယေရှုနဲ့စတွေ့ပြီးတော့မှယေရှုခရစ်တော်အကြောင်းကိုသိတာဖြစ်တယ်ယေရှုခရစ်တော်အကြောင်းကိုသိပြီးတော့မှကျွန်တော်ယေရှုကိုတွေ့ခဲ့တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြဿနာတစ်ခါတည်းရှိတတ်တဲ့အရာကကျွန်တော်တို့ကယေရှုကိုတော့သိနေပေမဲ့ယေရှုကိုမတွေ့သေးတဲ့သူတွေရှိတယ်ယေရှုကိုသိတာနဲ့တွေ့တာနဲ့မတူဘူးဆရာမဆူဇန်နာမင်းအကြောင်းကိုသိတာနဲ့ဆရာမဆူဇန်နာမင်းတခြင်းတွေကိုဆိုဘူးတာနဲ့ဆရာမနဲ့အတူတူရင်းရင်းနှီးနှီးပြောဆိုဆက်ဆံပြီးတော့မှသိကျွမ်းတာနဲ့မတူဘူးဆိုအဲ့ဒီရဲ့အရာကကျွန်တော်ကိုပြောင်းလဲသွားစေတဲ့အရာကယေရှုကိုသိလို့ပြောင်းသွားတာမဟုတ်ယေရှုကိုတွေ့လို့ပြောင်းသွားတာဖြစ်တယ်။ဒါပေမဲ့ဒီနေ့မှာကျွန်တော်အားပေးခြင်းနဲ့တင်းသက်တာထဲမှာအကယ်၍အခုချိန်ထိယေရှုခရစ်တော်တကယ်အသက်ရှင်နေဆိုတဲ့သက်သေကိုမရသေးဘူးဆိုလို့ကျွန်တော်ပြောရမယ်။ယာနုံပြည့်ဘုရားသခင်ကအသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်။တင့်ကိုအတွေ့ခံနိုင်တဲ့ဘုရားသခင်ဖြစ်တယ်။စကားပြောနိုင်တဲ့ဘုရားသခင်ဖြစ်တယ်။တင့်ကိုပွေဖက်တဲ့ဘုရားသခင်ဖြစ်တယ်။တင့်ကိုလက်ခံတဲ့ဘုရားသခင်ဖြစ်တယ်။တင့်ကိုသိချစ်တဲ့ဘုရားသခင်ဖြစ်တယ်။အဲကြောင့်မလို့တင့်အနေနဲ့အခုချိန်ထိအဲ့ဒီရဲ့အရာကိုမခံစားရသေးဘူးဆိုရင်ဒီနေ့အကောင်းဆုံးချိန်ပဲဘုရားခင်တင်းကိုအတွေ့ခံခြင်းတယ်အာမင်ဘုရားခင်တင်းနဲ့တွေ့ခြင်းတယ်ဆိုတော့ကျွန်တော်ခဏနေပြီးသွားခါကျရင်ကျွန်တော်အားလုံးအတူတူကဘုရားရှိခိုးတော်မှာဖြစ်တယ်အဲ့ဒီမတိုင်ခင်မှာကျွန်တော်ဆက်ပြီးတော့မှအနေငယ်ပြောပြခြင်းတဲ့အရာရှိပါသေးတယ်အဲ့တော့တိတ်ကိုအရေးကြီးပါတယ်ဆက်ပြီးအနေငယ်ပြောပြလို့ရပါသေးလားအဲ့လိုနဲ့ကျွန်တော်အတင်းတော်ရောက်လာတယ်ရောက်လာပြီးသွားတဲ့အချိန်မှာ3လလောက်အကြာလောက်တော့2လလောက်အကြာရောက်တော့ကျွန်တော်ရင်းနှီးချင်းခံဖို့အခွင့်အရေးတစ်ခုရခဲ့တယ်အဲ့ဒါပါလဲဆိုရင်2019ခုနှစ်ဒီဇင်ဘာလ31ရက်ပြီးတော့ဇန်နဝါရီ1ရက်အကူဒီည12နာရီအတိမှာတနည်းအားဖြင့် New Year မှာပစီဒီရန်ကုန်ကနေပြီးတော့မှရင်းနှီးချင်းပေးတဲ့အရာဖြစ်တယ်ဆိုစဉ်းစားကြည့်ချင်မှာနှစ်သက်အဲ့အချိန်မှာဗတ္တိဇံခံရမှာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတာအဲ့အချိန်တုန်းကခေတ်ကာလကြီးလည်းကောင်းတော့ညအထိထွက်လို့ရတာပေါ့လေဆိုတော့အဲ့ဒီအခွင့်အရေးရချင်မှာကျွန်တော်အရန်ဘာလို့ရှင်လဲဆိုလို့ရှိရင်အဲ့ဒီဗတ္တိဇံခံချင်တာဘာလို့ဆိုယေရှုခရစ်တော်အကြောင်းကျွန်တော်သိပြီယေရှုခရစ်တော်ကျွန်တော်အသက်တာမှာတကယ်အသက်ရှင်နေဆိုတဲ့သက်သေလည်းကျွန်တော်ရပေးပြီအဲ့တော့ယေရှုကငါရဲ့ဖခင်ဖြစ်တယ်ဆိုတော့ဝန်ခံကြွေးကြော်မယ့်အချိန်ကအဲ့အချိန်ပဲအဲ့နဲ့ကျွန်တော်ကိုပြောတဲ့အချိန်မှာကျွန်တော်ပြောတယ်ဆိုဆရာမမေရီဖြစ်တယ်ဆရာမမေရီကဘာပြောလဲဆိုရင်တားတယ်အဲ့အချိန်ကအအောင်ဆုံးပဲယင်းနေချင်းခံလိုက်တော့အဲ့တားမိဘတွေကိုတပြောလိုက်တော့အဲ့အချိန်မှာပြန်နာစားတတ်တာပဲယင်းနေချင်းခံဖို့တော့ကျွန်တော်ဆုံးဖြတ်ချက်ချပေးပြီဒါပေမဲ့ကျွန်တော်မိဘတွေသိမယ်ဆိုလို့ရှိရင်တုံ့ပြန်လာမယ့်အရာကိုကျွန်တော်ကောင်းကောင်းသဘောပေါက်တယ်ကျွန်တော်အရန်ကြောက်တယ်ဘာလို့ဆိုကျွန်တော်တစ်သက်လုံးကိုးကွယ်လာတဲ့အရာတွေကကျွန်တော်တို့မိသားစုလိုက်တိလာတဲ့အရာတွေကဒီအရာတွေမဟုတ်ဘူးလေကျွန်တော်နေလေဝိညာဉ်ရေးအသက်တာမှာနှုတ်နေတဲ့အချိန်မှာကျွန်တော်မှာခွန်အားမရှိဘူးတတ်သိမရှိဘူးဒါပေမဲ့လေဒီအရာကဖခင်ငါအတွက်တော့လုပ်ပေးခဲ့ပြီပဲဒါလောက်တော့ငါပြန်လုပ်ပေးရမှာပေါ့ဆိုပြီးကျွန်တော်ဆုံးဖြတ်ချက်ချတယ်အဲ့အချိန်မှာကျွန်တော်မိသားစုတွေအားလုံးဘယ်မှာရှိလဲဆိုရင်ကချင်ပြည်နယ်မိုးညင်းမှာဖြစ်တယ်ကျွန်တော်ကမိုးညင်းစာတရားဖြစ်တယ်ဆိုတော့အဲ့ဒီထိကျွန်တော်ရန်ကုန်ကနေဆင်းသွားပြီးတော့မှကျွန်တော်ဘာလုပ်လဲဆိုရင်ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ပြောပြဖို့အတွက်ကျွန်တော်စီစဉ်ခဲ့တယ်အဲ့နဲ့ကျွန်တော်အိမ်ကိုရောက်တဲ့အချိန်မှာကျွန်တော်ရဲ့အမေကိုတွေ့တယ်ကျွန်တော်အဖေကိုလည်းကျွန်တော်တွေ့တယ်အဲ့နဲ့အမေနဲ့အဖေကိုတွေ့တဲ့ခါကျတော့ကျွန်တော်ပြောပြမယ်ပေါ့လေဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်လုံးဝတလန်းလုံးလေ့ကျင့်ခဲ့ပြီးပြီပျောက်တော့သားလို့ပဲ
လေ့ကျင့်ခဲ့ပြီးရောက်ရင်ဘာပြောမလဲဆိုတာကျွန်တော်ယဉ်နှစ်ချင်းခံတော့မယ်ဖေဟာအသက်ရှင်နေဖေဟာခင်ဖြစ်တယ်ကျွန်တော်ဘလူးကတင်ပေးခဲ့တာဘာညာကိုကြက်ထားပြီးသားရောက်လေရောက်အမေတို့တွေ့တဲ့အချိန်မှာအားရပါရပါဇက်ကနေပြောရတယ်အမေတို့နေကောင်းကြလားမတွေ့တာကြာပြီနော်ပင်မလို့သွားနားလိုက်အောင်မယ်ကျွန်တော်တတ်သိမရှိဘူးကျွန်တော်မပြောရဘူးအားနဲ့တရက်တော့ပြီးသွားပြီဘာဖြစ်ဖြစ်ဒါဒုတိယရက်ဒီအချိန်ကောင်းဆုံးပဲဘာလို့ဆိုအမေတယောက်တည်းရှိတာမြေဘူးဆောင်ပါအားနဲ့ကျွန်တော်အမေနောက်ကတ်သွားတယ်အမေဘာဟင်းချက်နေလဲတတိလုံးမမရှိဘူးအလိုနဲ့တရက်ပြီးတရက်အချိန်ယူနေရင်းနဲ့ကျွန်တော်ဘာမှမပြောဘဲနဲ့ပြန်ခဲ့တယ်ကျွန်တော်မူးကြီးကနေရန်ကုန်ထိကျွန်တော်ကားစီးပြီးတော့မှပြန်ခဲ့ချိန်မှာကားမှာကျွန်တော်နိုင်20လောက်စီးရတယ်တလန်းလို့ကျွန်တော်တကယ်နှောင်ထားရတယ်ငါဘာလို့မပြောနိုင်ခဲ့ရလဲငါမပြောဘဲနဲ့ဘလို့ပြီးရင်းနှီးချင်းခံပါလဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါလေဒါဖះနဲ့ငါနဲ့ကိစ္စလူတွေနဲ့မဆိုင်ဘူးအဲ့တော့ငါယုံကြည်စရာရှိရယုံကြည်မယ်ငါဝန်ခံစရာရှိရဝန်ခံမယ်ငါရင်းနှီးချင်းကိုခံမယ်ဆိုပြီးကျွန်တော်အဲ့တိုင်းပဲကျွန်တော်ဘာမှဘယ်သူမှမပြောပဲရင်းနှီးချင်းခံဖို့လည်းကျွန်တော်ဆုံးဖြတ်ပြီးပြန်ခဲ့တယ်ဆိုအဲ့ဒီပြန်နေတဲ့အချိန်မှာပဲညနေ4 နာရီလောက်ရောက်တဲ့အချိန်မှာကျွန်တော်လမ်းတစ်ဝက်မှာပဲရှိသေးတယ်ကျွန်တော်ဖုန်းကိုထုတ်ကြည့်လိုက်တယ်ပြီးတော့ကျွန်တော် Facebook ကိုဖွင့်လိုက်တဲ့အချိန်မှာကျွန်တော် The City ရန်ကုန်က live လွှင့်နေတယ် The City ရန်ကုန်မှာဆိုပုံမှန်ဆိုရင် service 3 ချိန်ရှိတယ်အဲ့ချိန်မှာညနေ3 နာရီ service က4 နာရီရောက်ပြီဆိုတော့နှုတ်ကပတ်တော်ဝင်ကားတဲ့အချိန်ရောက်နေပြီအဲ့မှာနှုတ်ကပတ်တော်ဝင်ကားတဲ့သူကဘယ်သူလဲလို့ပြောဆိုကျွန်တော်ဝิญဉ်ကမိခင်ဆရာမဆူဇန်နာပဲနှုတ်ကပတ်တော်ဝင်ကားနေတယ်အဲ့ဒီຢာလေးကိုကျွန်တော်ကြားတဲ့အချိန်မှာကျွန်တော်ဟုတ်ပြီဘာဖြစ်နှုတ်ကပတ်တော်တော့နားထောင်မယ်ပေါ့လေအဲ့ဒါနှစ်ချက်လေးတက်ပြီးနားထောင်ချိန်မှာတက်ချင်းပဲဆရာမဆူဇန်နာပဲဘာပြောလဲသိလားအဲ့ဒီຢာလေးကျွန်တော်ပြောပြမယ်ကျမကိုတဲ့တချို့သောလူတွေကလာမေးကြတယ်အိမ်ကမသိပဲမိဘတွေမသိပဲတိတ်ကလေးယေရှုကိုကိုးကွယ်လို့ရလားဆိုပြီးလာမေးကြတယ်အဲ့ချိန်မှာကျွန်တော်အရင်လန့်သွားတယ်ဘယ်လိုသိတာလဲဘောနော်ကျွန်တော်အပေါ်လေးပါကြည့်ဟိုတော့မဟုတ်သေးဘူးအဲ့ကျွန်တော်ဆက်နားထောင်တယ်ဘာပြောလဲဆိုလို့ရှိရင်အေးတဲ့အကယ်၍သင်ဟာအဲ့ဒီလိုမျိုးစဉ်းစားနေတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီလိုတွေးခေါ်နေတဲ့သူဒီနေ့ဒီနေရာမှာရှိတယ်ဆိုရင်ကျမပြက်တသားပြောပြစေသင်ရဲ့ယုံကြည်ခြင်းကိုပြန်ဆန်းစစ်ပါသင်တကယ်ရောယေရှုခရစ်တော်ကိုယုံကြည်လက်ခံတာလားအဲ့ဒီစကားကိုကြားတဲ့အချိန်မှာကျွန်တော်သဘောပေါက်လိုက်ပြီဒါကမှဖျားခင်ငါ့စကားပြောဘယ်သူမှမပြောတော့ဘူးတော့အဲ့တော့ကျွန်တော်လုတ်ကိုလုံးမရအောင်ကျွန်တော်သဘောပေါက်တယ်အဲ့နဲ့ကျွန်တော်အိမ်ပြန်နဲ့ကျွန်တော်စောင့်နေကျွန်တော်ရန်ကုန်အိမ်ပြန်ရောက်တာနဲ့ကျွန်တော်အမေကိုကျွန်တော်ဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ကျွန်တော်ပြောတယ်ရှိမတို့ကျွန်တော်ရင်းနှီးချင်းခံတော့မယ်ဘာကြောင့်ခံလဲဆိုတာပြောရရှိပြောပြီးသွားတဲ့အချိန်မှာကျွန်တော်အမေကအာရပါရရှမ်းလိုရောမြန်မာလိုရောဆဲတယ်အဲ့ဒီမကသေးဘူးကျွန်တော်ကအမေနဲ့အတူတူကြီးပြင်းလာတဲ့သူမဟုတ်ကျွန်တော်အဖွားနဲ့အနီးကပ်နေပြီးတော့မှကြီးပြင်းလာတဲ့သူဖြစ်တယ်ကျွန်တော်အဖွားကလည်းအဲ့ဒါကိုကြားတဲ့အချိန်မှာအဝေးကနေလှမ်းပြီးတော့မှអော်ပြီးတော့မှကောင်းကြီးပေးတယ်အဲ့ဒါမှပြောတဲ့စကားတခုမှပါလဲဆိုရင်အေးနင်ငါတို့စီမှာပတ်စံလာမတောင်းနဲ့နင်ယေရှုကျွေးပါစေငါရင်ငါအဲ့လိုပြောတဲ့တန်လေးကျွန်တော်ကြားတဲ့အချိန်မှာကိုနှလုံးသားတကယ်ကြိုးပဲကြည်မွားပါတယ်ဒါပေမဲ့လည်းကျွန်တော်ယုံကြည်တဲ့အရာကကျွန်တော်ကိုယ်တော်ယေရှုခရစ်တော်ဘုရားကယ်တင်ပေးနိုင်တယ်ဆိုရင်ကျွန်တော်မိသားစုလည်းကယ်တင်ပေးနိုင်တယ်ကျွန်တော်ကိုယ်တော်ပြောင်းလဲပေးနိုင်တယ်ဆိုရင်ဘုရားခင်ကသူတို့ကိုလည်းပြောင်းလဲပေးလိမ့်မယ်ကျွန်တော်သူတို့ကိုကြည့်တဲ့အရာကဒီလောကမှာရှိတဲ့အရာလောက်ကိုပဲကျွန်တော်မြင်တာမဟုတ်သူတို့ရဲ့ဝိညာဉ်ကိုကျွန်တော်မြင်တယ်သူတို့ဝိညာဉ်တည်ပြီးသွားရင်ကယ်တင်ခြင်းခံရဖို့တော့အရေးကြီးတယ်ကျွန်တော်အဲ့ဒီအရာကိုနားလေတဲ့အချိန်မှာကျွန်တော်သူတို့ဘာပြောခံပြီးတော့မှပဲကျွန်တော်သူတို့ပြောပြီးသွားဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ယဉ်နှချင်းခံခဲ့တယ်ယဉ်နှချင်းခံပြီးသွားတော့ကျွန်တော်ဖြည်းဖြည်းချင်းဝิญဉ်ရဲ့အတ္တဓာတ်မှာကြီးပြင်းလာတယ်ယဉ်ကျက်လာတယ်ဖြည်းဖြည်းချင်းစီကျွန်တော်အသင်းတော်မှာပါဝင်လာတာပေါ့လေဆိုတော့အဲ့လိုနဲ့ပါဝင်နေစက္ကန့်နေရင်းနဲ့ကျွန်တော်တရက်ကြတော့ကျွန်တော် volunteer လုပ်ဖို့အတွက်ကျွန်တော်စပြီးဆုံးဖြတ်တယ် worship တင်မှာစပြီးပါဝင်ဖို့အတွက်ပေါ့ဆိုတော့ကျွန်တော်မှာဘုရားခင်ပေးထားတဲ့ဆုကျေးဇူးရှိတယ်အဲ့ချိန်ကနေစပြီးတော့မှကျွန်တော်အတန်တော်တော်လေးကိုပြန်ပြီးကျမ်းမာလာတယ်အကောင်းပဂတိတိုင်းဖြစ်သွားတယ်ပြီးကျမ်းမာရုံမကောက်ပိုကောင်းတဲ့အတန်ကိုဘုရားခင်ပေးတယ်ဆိုတော့အားလုံးကျွန်တော်တချို့ကျွန်တော်သိတဲ့သူတွေက reaction video ကြည့်ဖို့ကြမယ်ထင်တယ်Omega TV ကနေကျွန်တော်လုပ်တဲ့ဟာကျွန်တော်နိုင်ငံသားတွေကျွန်တော်တချင်းဆိုပြရတဲ့အရာအဲ့ဒါတွေအကုန်လုံးကယေရှုခရစ်တော်ကျွန်တော်ကယ်တင်ပြီးသွားလို့အကောင်းပဂတိတိုင်းပေးလိုက်တဲ့အတန်နဲ့ကျွန်တော်ဆိုထားတဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒီအရာကကျွန်တော်ပို့ပြီးတော့မအောင်မြင်မှုကိုပေးနေတယ်ပြီးပြီးချင်းစီရှိတာအဲ့ကတော့ကျွန်တော်နားလေတဲ့အရာငါ့ကိုဘုရားခင်ဆုကျေးဇူးပေးထားတယ်အဲ့ဒီအရာနဲ့ငါဘုရားကိုဆက်ကပ်ခြင်းတယ်အဲ့တော့ဘာလို့မလဲကျွန်တော်မျိုးရှိမနေရှိမှာပါဝင်ဆက်ကပ်မယ်ဆိုတော့အဲ့အချိန်မှာလဲကျွန်တော်ဘုရားသားသမီးတော်ဖြစ်ပြီးဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာလဲနာမည်ကြီးတယ်ဗာလဲအဆိုတော်ပဲလေအရင်ကထက်တော့ပို့ပြီးနာမည်ကြီးလာပြီဆိုတော့အဲ့တော့အဆိုတော်ဆိုတဲ့ဟာလေးတော့ရှိသေးတယ်အဲ့တော့ဘုရားเจ้าကိုရောက်လာအဲ့နဲ့ပြောတယ်
妈咪耶，他我是嘛无草咩，他的亲手比罗嘛努力过表了没？安尼后边呢，啊，首先是阿 David 呢表边咩？是阿 David 就ကျွန်တော်အရင်ချရတဲ့ worship pastor ဖြစ်ပါတယ်။ဆိုတော့呢，သူကနေတည်းကြတော့ဟုတ်ပြီ။အဲ့ဆိုလို့ရှိရင်ရှေ့တစ်ဘက်ကနေစပြီးတော့မှ worship ministry မှာပေါင်းရအောင်ပေးချင်းရောက်အောင်လာခဲ့။အဲ့သူပြောချင်တော့ဟာကျွန်တော်အရင်ပြောသွား။အာတခြားလေ့ကျင့်တခြားပြင်ဆင်မော်လေးဟာတချင်းကြီးကြက်ထားပါညာ။အာပြီးတော့ရောက်လာပြီအဲ့ဒီ Sunday ရောက်လာမနေ့စောရောက်လာပြီးတော့တဲ့ခါကျတော့အဲ့မှာဆရာနဲ့တွေ့တယ်။ဆရာနဲ့တွေ့ကြတော့ကဲဆရာကျွန်တော်ဒီနေ့ဘာလုပ်ရမလဲဆိုတော့မှနော်ဆိုတော့လေနော်။တန်လဲကောင်းလေ။ဟာအင်္ဂလိပ်ချင်းလေးရမြန်မာချင်းလေးရဆိုတော့လေနော်။အဲ့တော့အဲ့နဲ့ဘာဆိုရမလဲ။ဒီအချိန်မှာအဲ့နဲ့လာတော့နဲ့လာဟိုမှာမိုက်မြင်လားမြင်နေ။အဲ့မိုက်သွားတင်လိုက်ပါဦး။အဲ့နဲ့ကျွန်တော်အဲ့မိုက်သွားတင်ရတယ်။အဲ့ပြီးတော့ဒီကြိုးလေးခွေပေးပါဦး။ခွေရတယ်။ဒီမြတ်တချင်းတိုက်နေပြီကြိုးခွေတယ်။ဒီမှလည်းကျွန်တော်လာမခေါ်အားလုံးကတချင်းတွေလေ့ကျင့်ပြီးသွားပြီတန်ရှင်းလုံးနေတော့မပြီးသေးဘူး drum စင်နာမှာအဲ့လိုမှန်နေတုံးတယ်အဲ့ဒါပြီးသွားတယ်ဟာဖျောက်ကိုပဲပြီးနောက်တစ်ပတ်ဒီတစ်ပတ်တော့ပြီးခဲ့တဲ့ပတ်ကအဆန်းခက်ဒီတစ်ခေါက်အစိမ်းဘာလုပ်အောင်မလဲယော့အိမ်သာသွားစီအိုးဆိုးသွားတယ်ဆေးရတယ်နောက်တစ်ပတ်အမိုက်သွားကြုံဟာဘယ်သူမှမကင်ချင်တဲ့အမိုက်တွေဟာလက်အိတ်တွေနဲ့ကြုံလုံးပြင်ကလည်းမလုံးမယ်ဆိုအဲ့ဒီလိုမျိုးကျွန်တော်လုံနေရင်နဲ့ကျွန်တော်ဘာကိုသဘောပေါက်လိုက်လဲဆိုရှင်ဖယားသခင်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်ဖို့အတွက်ဖယားသခင်နဲ့တူဖို့လိုအပ်တယ်ကျွန်တော်ကိုယ်ကိုယ်ယေရှုခရစ်တော်ဖယားသခင်ဟာရှင်ဘုရင်ဖြစ်ပေမဲ့ရှင်ဘုရင်အနေနဲ့ဒီလောကကိုဆင်ကြွလာတာမဟုတ်ဘူးတိုးတငယ်အနေနဲ့ဆင်ကြွလာတာဖြစ်တယ်နှိမ့်ချစွာလူစားတိခံပြီးတော့မှနွားစကွက်ထဲမှာမွေးဖွားလာတဲ့ဖယားသခင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဖယားကိုပုံဆောင်ပြီးတော့မှဖယားအမှုတော်မြတ်ထဲမှာပါဖို့ဆိုလို့ရှိရင်ငါဘသူကွဆိုတာနဲ့သွားလို့မရဘူးငါကိုးကွယ်တဲ့ဖယားခင်ကဘသူကွဆိုတာနဲ့သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကိုးကွယ်တဲ့ဖယားခင်ကနှိမ့်ချတဲ့ဖယားခင်ဖြစ်တာကြောင့်မို့ကျွန်တော်ကိုယ်တိုင်နှိမ့်ချဖို့အတွက်ပြင်ဆင်လာပြီးတော့မှအချိန်တစ်ခုရောက်တဲ့အချိန်မှာအဆိုတော်လေးနော်စာပြီးတော့မှဆရာဒေးဗစ်ပြောတာကဲလာပြီဆရာဒေးဗစ်ပေါ့နော်ရောက်လာပြီးတော့မှအချိန်တန်ပြီဟာသိတယ်စင်တယ်မယ်ရောဂီတာကိုင်အခုစစ်တီးရတယ်ဟိုးနောက်လေးမှာအခုစစ်တန်းလည်းမကြားရအောင်တီးတယ်တီးနေဘယ်သူမှမကြားဘူးဘယ်သူမှမမြင်ပေမဲ့ငါရဲ့ပါဝင်စက္ကန့်ချင်းဟာဖျားမှုတော်မြတ်တွေဖြစ်တယ်ကျွန်တော်သဘောပေါက်လာတယ်အဲ့ဒီအကိုသဘောပေါက်သွားတယ်နောက်တစ်ဆင့်ဖျားခင်ပို့ဆောင်တယ်အဆူတော်လေးနော်တချင်းကောင်းဆိုတတ်တယ်ရော့ electric guitar တီးလည်းမတီးတတ်ဘူးဘာမှမရဘူးရတာကဒိုရေမီဖာဆိုလာတီတို့ဒါပဲရတယ်အဲ့ဒါလေးတွေပဲတီးတတ်တယ်မဟုတ်ဘူးတီးတတ်တယ်တီးညဆိုလို့ရှိရင်သူများတွေအိပ်ပြီးဆိုရင်လေ့ကျင့်ရပြီးနောက်နေ့အတွက်လေ့ကျင့်ပြင်ဆင်တရားလုံးမအိမ်အောင်မြက်ကွင်းညုံနဲ့ထားလာပြီးတီးဘုရားမြတ်မို့လို့လည်းမတီးလုံးနဲ့ဖြည်းဖြည်းချင်းစီဒီရာကကျွန်တော်ကိုဘုရားခင်ပြုပြင်ပေးနေတွင်တင်ပေးနေနဲ့နောက်ဆုံးကြားတဲ့ခါကျတော့အချိန်တစ်ခုရောက်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်မေးရငါworship ဦးဆောင်ဖို့ ready ဖြစ်ပြီလားအဲ့ချိန်မှာကျွန်တော်စပြီး backup တွေဆိုနေပြီဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားချိန်မှာကျွန်တော်အဆင်သင့်မဖြစ်သေးဘူးကျွန်တော်နှလုံးသားတော့အဆင်သင့်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြဿနာတစ်ခုရှိတယ်အဲ့ဒါဘာလဲလို့ပြောပြီးဆိုလို့ရှိရင်ဖယားသခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်ကိုးကွယ်တတ်တယ်ဒါပေမဲ့အဲ့ဒီမျက်မှောက်တော်ကျွန်တော်မတည်ဆောင်တတ်ဘူးအဲ့ဒီမျက်မှောက်တော်ကျွန်တော် host မလုပ်တတ်ဘူးအဲ့ဒီမျက်မှောက်တော်ထဲမှာဘယ်လိုမျိုးတည်ဆောင်တော့မ big tick ဆိုတော့ကျွန်တော်မသိဘူးရှိလည်းမရှိဘူးအဲ့ဒါကျွန်တော်စဉ်းစားငါမဖြစ်သေးဘူးအဲ့တော့ငါဖယားနဲ့နဖူးတွေ့နောက်ထပ်တစ်ချိန်တွေ့ပြီးတော့မှဖယားရဲ့တကိုးတော်နဲ့ဆေးလို့တတ်ဖို့လိုအပ်တယ်။အဲ့ချိန်ကစပြီးကျွန်တော်ဘာလုပ်လဲကျွန်တော်ပြင်ဆင်တယ်ဘယ်သူမှမမြင်တဲ့အချိန်မှာဘယ်သူမှမမြင်နောက်ကမှဆူတောင်းတယ်ကိုတော့မျက်မှောက်တော်လှူရှားပါဒါပေမဲ့ Sunday ဒီမှာကိုးကွယ်ဆိုမျက်မှောက်တော်ကြီးစွာခံစားရတယ်မျက်ရည်နဲ့ကြားပြီးငိုတယ်ဟာဖယားစကားပြောချင်းခံစားဒါပေမဲ့အိမ်ရောက်ပြီးတော့မှတယောက်တည်းအခန်းထဲမှာဆူတောင်းမှုဆိုဘာမှမခံစားရတော့အဲ့တော့နောက်တစ်ပတ်ရောက်သွားရင်ဟာဖုံမှာခံစားရတယ်ဖယားเจ้าလေးမခံစားရဥဆောင်တဲ့သူတွေရှိခံစားဒါပေမဲ့အိမ်ပြောင်းဆိုအဲ့ဒီမျက်မှောက်တော်ကျွန်တော် host မလုပ်နိုင်တော့ဘူးအဲ့ဒီဟာကိုကျွန်တော်သဘောဟာဘာဖြစ်နေတာတော့ဘာလို့လဲဒီနေ့နှုတ်ကပတ်တော်အတိုင်းပဲကျွန်တော်ဆာငတ်တယ်ဒါပေမဲ့မဆာငတ်တတ်ဘူးအဲ့ဒီဟာယူမကြိုဆိုတတ်ဘူးအဲ့နဲ့ကျွန်တော်နောက်ဆုံးကြတော့ကျွန်တော်မြစ်ချီနာခီးစဉ်တစ်ခုမှကျွန်တော်ဝိညာဉ်မိခင်ပြတဲ့ဆရာမဆွေးနွေးတာကျွန်တော်ပြန်တော့မေးတယ်ဘာမေးလဲဆိုရင်မမီးဒါဖယားရှိကိုတော့ကျွန်တော်တိုးဝိနေဖယားမျက်မှောက်တော်ကိုတော့ကြိုဆိုတယ်ဒါပေမဲ့ဖယားမျက်မှောက်တော်မခံစားရဘူးဖယားတုတ်ထိချင်းဆိုတဲ့အရာကိုတယောက်တည်းရှိချင်းမှမခံစားဘူးဖယားစကားပြောချင်းကိုမခံစားဘူးအဲ့နဲ့ဆရာမကျွန်တော်တခုံးပဲပြန်ပြောအဲ့ဒါပါလေသိလားတာ၍ဆာငတ်ပါအောင်ငါသားအဲ့နဲ့ဟုတ်ကဲ့လာပြောရတာကျွန်တော်နားမလဲဘူးဆာငတ်ရမယ်
Blue Sangam Lemediu Sangame, Paloma Lemediu. Arnegino. Any nyao de chimo ni o senza e sanga chi now so phaya chi yu bo twa achin yaw la bi do ma chano phaya ne twi pho ndo pin sin ne chano eya le ma be chano du thao bi do ma chano ba ma ma ti do chano ba ma ma lo nai do chano ayan le pin man ne bi ayan le sait da ja ne bi ane chano du thao bi do chano ba pyo le so yin phaya thakhin di ne ko ro ne ma twi ya ma chin da di ne ya ne ta pho wa ma ma yui bu Eddie Aya, pure light and a chechin to Pia Miyamoto Kansare. Pia Miyamoto got cheese or low sharp on Paya at 2 shijin which no Kansala. Chingani sap eat on much no Benia Mayo, Peching Meshi, Nessi may be on my Piago iron period and Pia Miyamoto John Mina Kansare. Ching where Yaule Yabido Piaga General Patama Uzojing, first leader, worship leader in a Uson and a quaint General Lunge Kema, Genogo, Piaga Queen Big about it. Echi machino simo te bido machino mic kai bido machino lo aya ba ya chino phaya khin myammout do te saung bido machino phaya khin ye leader ko chino selo de chino phaya ko chimwan ko kwel de ko kwel bido ma edi ma free worship လုပ်နေတဲ့အချိန်မှာအဲ့ဒီစင်မြုပ်မှာအာရပါရကျွန်တော်ဖျားခင်ကိုဝိညာဉ်တော်ဖျားအဲ့ချိန်မှာကြီးမားကလှုပ်ရှားနေအဲ့အချိန်မှာကျွန်တော်မျက်စိပိတ်နေကိုးကွယ်နေတဲ့အချိန်မှာပဲကျွန်တော်ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဒီဘက်ဘယ်ဘက်အချမ်းသားမှာတကယ်ကိုကြီးမားလင်းထင်တဲ့အရာတခုကျွန်တော်နာမှာရှိတယ်ဆိုကျွန်တော်သိတယ်ကျွန်တော်မျက်စိမိတ်ထားမှကျွန်တော်ကောင်းကောင်းကြီးခံစားမိတယ်တစ်စုံတစ်ခုတော့ငါအနာမှာရှိနေပြီအဲ့ဒါပြီးတော့မှအဲ့ဒီကနေပြီးတော့ကျွန်တော်တကယ်ကိုမှကြီးတဲ့အတန်တစ်ခုနဲ့ကျွန်တော်ကိုစကားပြောတဲ့အရာကျွန်တော်နားလေတဲ့ဘာသာစကားနဲ့ပြောသွားတဲ့အတန်ကိုကျွန်တော်ကြားလိုက်ရတယ်အဲ့ဒါဘာလဲဆိုကျွန်တော်ဘယ်ဘက်နားနေပြီးတော့မှအနီးကပြောသွားအဲ့ဒါဘာလဲဆိုလို့ရှိရင်မင်းကိုငါထားတဲ့နေရာကဒီနေရာပဲလို့ကျွန်တော်ပြောသွားတယ်အဲ့ချိန်ကနေစားပြီးတော့မှကျွန်တော်သဘောပေါက်လိုက်တဲ့အရာကငါဖျားမှုလို့ဆောင်ဖြစ်ရမယ်ငါရဲ့တက်ဆွမ်းခြင်းရှိသမျှအလုံးစုံကဖျားအတွက်ပဲငါလောကမှာတခြင်းဆိုတဲ့အချိန်မှာငါဆိုတဲ့အရာကိုလူတွေနားထောင်တဲ့အချိန်မှာတော့လူလက်ခုပ်တီးကောင်းတီးလိမ့်မယ်လူတွေငါ့ကိုအားပေးကောင်းအားပေးလိမ့်မယ်ဒါပေမဲ့ငါတခြင်းဆိုပြီးတော့သူတို့မြင်တာငါဘယ်လောက်တော့လဲပဲမြင်တာအခုအချိန်ကစပြီးငါဘယ်အချိန်ပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်ငါတခြင်းဆိုလိုက်တိုင်းမှာဖျားခင်ကိုမြင်ရမယ်ငါတခြင်းဆိုလိုက်တိုင်းမှာလူတွေလွတ်မြောက်ရမယ်ငါတခြင်းဆိုလိုက်တိုင်းမှာလူတွေဖျားရဲ့မြတ်တာကိုခံစားရမယ်ငါတခြင်းဆိုလိုက်တိုင်းမှာလူတွေအသက်တာတွေမှာတစ်ချိန်တစ်ခါမှမခံစားဘူးတဲ့ပြည့်စုံခြင်းကိုခံစားရမယ်နောက်ဆုံးအသက်ရှင်တဲ့ဖျားခင်ကိုခံစားရမယ်လို့ကျွန်တော်စိတ်ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်အဲ့အချိန်ကနေစပြီးတော့မှကျွန်တော်ဖျားနောက်ကိုဒီဇိုင်းမမတ်ရောက်လာတာရောက်လိုက်လာခဲ့တာကျွန်တော်ကိုယ်တိုင်တော့မသိလိုက်ဖဲနဲ့အခုတင်းဦးဆရာတယောက်ဖြစ်လာခဲ့တယ်ကျွန်တော်ကိုပြောပါဆိုရင်အခုချိန်မှာကျွန်တော်ဘာသိလဲကျွန်တော်ဘာမသိဘူးကျွန်တော်ဘာတက်လဲကျွန်တော်ဘာမှမတတ်ဘူးကျွန်တော်ဘာလုပ်နိုင်လဲကျွန်တော်ဘာမှမလုပ်နိုင်ဘူးဒါပေမဲ့ခရစ်တော်အားဖြင့်ခတ်သိမ်းတော်ရအောင်ကျွန်တော်တက်ဆွမ်းနိုင်တယ်အာမင်အာမင်ဒါတွေမကသေးဘဲနဲ့ကျွန်တော်ယေရှုခရစ်တော်နောက်ကိုလိုက်ဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့မှာနောက်ဆုံးမိဘတွေကိုကျွန်တော်ဆုံးခဲ့တယ်ကျွန်တော်ယေရှုခရစ်တော်နောက်လို့ကျွန်တော်ရဲ့ mix တွေကျွန်တော်အပေါင်းအသင်းတွေတကယ်ချင်းတွေအားလုံးဆဲဆိုပြီးတော့မှကျွန်တော်ကိုဆုံးဖြတ်ခဲ့ပြီမဲ့ကျွန်တော်အဲ့ဒီယေရှုဖခင်နောက်ကိုလိုက်ခဲ့လို့ကျွန်တော်အခုချိန်ထိတစ်စက်ကလေးမှနောင်တမရဘူးယေရှုခရစ်တော်ဘုရားကိုရွေးချယ်ခဲ့ပြီးတော့မိသားစုနဲ့ပြင်လင်စန့်ကျင်ပြီးရွေးချယ်ခဲ့တာနောက်ဆုံး9နှစ်အကြာမှာကျွန်တော်အိမ်အောင်ပြုခဲ့တယ်အဲ့ဒီအိမ်အောင်ပြုတဲ့ကျွန်တော်တို့အဲ့ဒီမင်္ဂလာဆောင်တဲ့နေ့မှာပဲကျွန်တော်မိသားစုတွေအားလုံးကဘုရားကျောင်းလေးကိုပထမဦးဆုံးချိန်ရောက်လာပြီးတော့မှအဲ့ဒီရဲ့မင်္ဂလာဆောင်ပွဲမှာပဲကျွန်တော်ရဲ့မိသားစုတွေအားလုံးကယေရှုခရစ်တော်ကိုယပြီးတော့မှပြောင်းလဲသွားကြတာဖြစ်တယ်ဒါကြောင့်ကျွန်တော်လှုပ်ဆောင်သမျှအရာအားလုံးဟာဖယားသခင်ကိုညွှန်ပြနေဖို့လိုအပ်တယ်ကျွန်တော်ကိုးကွယ်ခြင်းဆိုတဲ့အရာကတခြင်းဆိုမှမဟုတ်ဘူးဖယားเจ้าမှာအမှုဆောင်တော့မှမဟုတ်ဘူးဖယားသခင်ကိုကိုးကွယ်ခြင်းကဖယားသခင်ကိုဘလောက်ထိတင်တန်ဖိုးထားကြောင်းဘလောက်ထိချစ်ကြောင်းဖော်ပြနေခြင်းဖြစ်တယ်ဖယားသခင်ကိုတင်ချစ်ကြောင်းဖော်ပြလိုက်တဲ့အရာအားလုံးကကိုးကွယ်ခြင်းပဲဖယားသခင်ကိုထိုက်တန်ကြောင်းဖော်ပြလိုက်တဲ့အရာမှန်သမျှတိုင်းကစကားပြောတာပဲဖြစ်ဖြစ်လှုပ်ဆောင်တာပဲဖြစ်ဖြစ်တခြင်းဆိုတာပဲဖြစ်ဖြစ်တမျက်စီလဲတာပဲဖြစ်ဖြစ်နောက်ဆုံးကြိုးခွေတာပဲဖြစ်ဖြစ်အမိုက်သိမ်းတာပဲဖြစ်ဖြစ်လူတစ်ယောက်ကိုသွားပြီးတော့မှအငယ်ဆုံးတို့လူပြုစုပေးတာပဲဖြစ်ဖြစ်အရာအားလုံးကကိုးကွယ်ခြင်းပဲနှလုံးသားမှန်တဲ့ကိုးကွယ်ခြင်းကိုဘုရားခင်လက်ခံတယ်ဘုရားခင်လက်ခံတဲ့ကိုးကွယ်တော်သူမှန်တယ်ဘုရားခင်ချီးမြှောက်တယ်အာမင်